လောကကြီးမှာရှစ်တင်ရှစ်ထိုက်ကြောက်တင်ကြောက်ထိုက်တဲ့အရာကဘာလဲလို့မေးရင်အကုသိုလ်ပဲဟုတ်လားမကောင်းမှုအကုသိုလ်သည်အတိဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်သူဟာရှစ်တင်ရှစ်ထိုက်တဲ့ကိစ္စကြောက်တင်ကြောက်ထိုက်တဲ့ကိစ္စဖြစ်တယ်တဲ့ဘာဖြစ်လို့တော့အကုသိုလ်တွေဆိုတာရှစ်ဆရာတွေကိုအများကြီးဖြစ်စေတတ်တယ်တဲ့ဒီဘဝတွင်တချို့အရှက်တကွဲအကျိုးနဲ့ဖြစ်ကြတာရှိတယ်နောက်ဘဝလည်းပဲအရှက်တကွဲအကျိုးနဲ့အကျိုးတွေကိုဖြစ်စေတတ်တယ်ဆိုကြပါစို့လူတယောက်တည်သွားတယ်ခွေးကြီးဖြစ်သွားတယ်နွားကြီးဖြစ်သွားတယ်ဆိုကြပါစို့သိနိုင်စွမ်းရှိလို့နောက်လူတွေကသိရမယ်ဆိုရင်ဒါတော်တော်ရှက်စရာကောင်းတဲ့ကိစ္စလို့မဆိုနိုင်ဘူးလားတော့သားသမီးတွေတောင်ဟဲ့အနည်းအဖေတွေတော့ခွေးကြီးဖြစ်သွားတယ်ဆိုတော့သားသမီးတွေတောင်အရှက်ရဟုတ်လားအဲ့လိုဆိုရင်အဲ့ဒီလူကိုခွေးဖြစ်အောင်နွားဖြစ်အောင်ဘယ်သူကလှုပ်လိုက်တာဘယ်သူဖန်တီးလိုက်တာတော့လို့မေးအာကုသိုလ်ကဖန်တီးတာပဲလေဒါကြောင့်အကုသိုလ်ဆိုတာပြစ္ဆုတ်ပံမှာလည်းရှက်စရာအကျိုးပေးကိုဖြစ်စေတတ်တယ်တန်တရားမှာလည်းပဲရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တယ်ဆိုတာကိုကြည့်ရင်ဒါဟာရှစ်တင်ရှစ်ထိုက်တဲ့ကိစ္စဆိုတာမထင်ရှားဘူးလားထင်ရှားတယ်နောက်တစ်ချက်အကုသိုလ်အမှုတွေဆိုတာဖြစ်စဲမှာလည်းပူလောင်နေပင်ပန်းနေဆင်းရဲတယ်ဟုတ်လားတစ်ချိန်မှာအကျိုးပေးပြီဆိုရင်လည်းပဲငရေလိမ့်ဆန်ပြိတ္တာသူတွေကဆိုတဲ့ကြောက်မဲ့ဖရာဘဝအကျိုးတွေကိုပို့တတ်တယ်ဒါကြောင့်ပညာနဲ့ကြည့်မယ်ဆိုရင်အကုသိုလ်တို့သည်ကြောက်စရာကိစ္စကြောက်စရာလုပ်ငန်းတွေဖြစ်တယ်ဆိုတာကမထင်ရှားဘူးလားထင်ရှားတယ်ဒါကပညာရှိမှသိနိုင်တာနော်အကုသိုလ်ရဲ့အကျိုးကိုမြင်တဲ့ပညာကိုရည်ညွှန်းတာနော်အကုသိုလ်ရဲ့အကျိုးကိုမြင်တဲ့ပညာရှိရင်ရှိသလောက်နော်အကုသိုလ်ဆိုတာရှက်စရာကြောက်စရာလို့သူမြင်တယ်အသက်အရွယ်ကြီးကြတဲ့နော်တခါကြီးဒကမာကြီးများအတွက်တပိုင်းလူလက်ပိုင်းလူငယ်ပိုင်းအတွက်တပိုင်းလို့အဲ့လိုစိတ်ထဲမှာစဉ်းစားပြီးတော့ပြောပါမယ်အဲ့တော့လူကြီးတွေအတွက်ပြောခြင်းတဲ့တရားဒေသနာကတန်ယုတ္တနိကေခန္ဓာဝကတန်ယုတ်ပါဠိတော်ထဲမှာနကုလပိတုသုတ်တံဆိုပြီးတော့ခန္ဓာဝကတန်ယုတ်ပါဠိတော်မှာအစအဦးဆုံးတန်ခါနာတင်ထားတဲ့တရားဒေသနာတစ်ပုဒ်ရှိတယ်အဲ့ဒါကအသက်အရွယ်ကြီးရတဲ့ပုဂ္ဂိုလ်တွေအထူးသဖြင့်ကောင်းကောင်းလေ့လာပြီးတော့လိုက်နာကျင့်သုံးစရာအလွန်ကောင်းတယ်ပေါ့နော်စဉ်းစားစရာလည်းအလွန်ကောင်းပါငယ်ရွယ်တဲ့လူတွေနဲ့ဘာမှမဆိုင်ဘူးလားဆိုတော့အဲ့လိုတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ငယ်ရွယ်တဲ့လူတွေကလည်းပတ်လို့ကြအောင်မကြီးကြရအောင်မဟုတ်မအိုပဲနေလို့ဖြစ်မလားဆရာကြီးဦးအောင်တင်ပြောသလိုမအိုခြင်းတော့နေ့ရက်တနေ့ပဲရှိတယ်ဆိုတာဟုတ်လားမအိုခြင်းဘယ်လိုလုပ်တော့မြန်မြန်သေးတာမှမအိုတာဟုတ်လားမအိုလို့မရအောင်နော်အတော့အသက်အရွယ်ငယ်တဲ့ပုဂ္ဂိုလ်တွေလူလက်ပိုင်းတွေအတွက်ကြတော့ဦးဇင်းကဘာပြောချင်လို့ဆိုတော့အင်္ဂုတ္တပါဠိတော်တတ္တကနိပ္ပမလာရှိတဲ့ဥက္ခသုတ်တံဆိုတာလေးကိုပြောပါမယ်အဲ့တော့သုတ်တံနှစ်ပုဒ်မှတ်ရမယ်ပေါ့နော်ပထမပြောခြင်းနဲ့နော်အသက်အရွယ်ကြီးရင်ကြတဲ့တရားကြီးဒီမကြီးများအတွက်ပြောခြင်းတဲ့တရားဒေသနာကနကုလပိတုသုတ်တံမြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုမြင်ချင်းသားလို့ချစ်ကြတဲ့တရားကြီးဒီမကြီးရှင်နီးမောင်နှံနှစ်ယောက်ရှိတယ်အလုံးကြားဖို့မှာပါနကုလပိတာနဲ့နကုလမာတာဆိုတာဘဝပေါင်းများစွာမြတ်စွာဘုရားရဲ့သူတို့ကမိခင်ဖခင်တွေတော်ခဲ့တယ်ဦးကြီးတော်ကြီးတွေတော်ခဲ့တယ်ဦးလေးတော်လေးတွေတော်ခဲ့တယ်ဒါကြောင့်အဲ့ဒီတန်ရောစဉ်အဲ့ဒီမေတ္တာတွေကအရှိန်ရှိနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုမြင်တာနဲ့ကိုယ်ပဲသူတို့စိတ်ထဲမှာသူတို့ရဲ့သားလို့မှတ်ထင်တယ်ပေါ့အဲ့ဒီတကားကြီးကတနေ့တော့မြတ်စွာဘုရားဒီကိုရောက်လာတယ်သူရောက်လာတဲ့အချိန်ကမြတ်စွာဘုရားနဲ့အလွန်ရင်းနှီးပြီးတော့အလွန်တရာမှအသက်အရွယ်ကြီးနေတဲ့အနေအထားမျိုးမှာသူရောက်လာတာရောက်လာပြီးတော့မြတ်စွာဘုရားကိုရှိခိုးဥချတင်းတင်းလျောက်ပတ်တဲ့နေရာမှာထိုင်ပြီးတော့မြတ်စွာဘုရားကိုသူလျှောက်တယ်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အိုလှပါပြီတဲ့အသက်အရွယ်တွေလည်းကြီးလာပါပြီဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီဘဝရဲ့နောက်ဆုံးအရွယ်ကိုရောက်နေပြီခန္ဓာကိုယ်ကလည်းအမြဲတမ်းနာကျင်ခံခက်တဲ့ဒုက္ခဝေဒနာရှိတယ်အဲ့ဒါနောက်ဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့တကွာယဟန်တန်ဃာကိုတပည့်တော်ဖူးမြော်ရဖို့တိတ်ပြီးတော့မလွယ်ပါဘူးတဲ့ဒါကြောင့်မလို့အခုတွေ့တုံးလေးမှာတပည့်တော်အတွက်အကျိုးရှိစေမဲ့ချမ်းသာမှုကိုဖြစ်စေမဲ့အစုံအမဩဝါဒစကားများတပည့်တော်ကိုဟောကြားတော်မူပါအဲ့ဒါဟာတပည့်တော်အတွက်အချိန်ကာလရှိမြင့်စွာအကျိုးစီးပွားရှိခြင်းကချမ်းသာခြင်းကဖြစ်ပါလိမ့်မယ်ဗျာတဲ့ပြောတာလေးကအရန်သေးကြတယ်နော်
ဩဝရတုမံဗန္တိဘဂဝါအနုတာတတုမံဗန္တိဘဂဝါအန္တိမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားသည်မံဖရာတပည့်တော်ကိုဩဝရတုဆုံးမတော်မူပါဗျာမံဖရာတပည့်တော်ကိုအနုတာတတုအဖန်ဖန်အထက်ထက်ဆုံးမတော်မူပါဗျာဩဝါဒဆိုတာဆုံးမတာအနုတာသနာဆိုတာအထက်ထက်ရင်းရင်းနှီးနှီးဆုံးမတာပေါ့နော်အဲ့ဒါလိုဆုံးမခြင်းကအဲ့ဒါလိုတပည့်တော်ကိုအထက်ထက်ဆုံးမခြင်းကတပည့်တော်အတွက်တိကာရတံရှိလျက်လှဆိုသောကာလပတ်လုံးဟိတာယဒုက္ခယအကျိုးစီးပွားရှိခြင်းကချမ်းသာခြင်းကဘဝိတ္တိဖြစ်ပါလိမ့်မယ်ဗျာတဲ့အဲ့လိုလျှောက်တော်မြတ်စွာဘုရားကဧဝမေတံဂဟပတိဧဝမေတံဂဟပတိတခါကြီးတဲ့တခါကြီးပြောတဲ့စကားတခါကြီးပြောတဲ့အတိုင်းမှန်တယ်တဲ့အသက်ရွယ်ကြီးလာပြီဆိုရင်နာကျင်ခံခက်မှုတွေနော်ကောင်းတယ်ဆိုတာသိမရှိတော့ပဲနဲ့ဘဝမှာဆင်းရဲဒုက္ခတွေအများကြီးကြုံလာရတယ်ဒါတခါကြီးပြောတာမှန်တယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကတရားစကားစပြီးတော့ပြောတယ်တခါကြီးတဲ့ဒီခန္ဓာကိုယ်ဆိုတာအတုရောဟာယံဂဟပတိကာယောအန္တဘူတောပရိယောနတ္ထောခန္ဓာကိုယ်ရဲ့သဘောကိုစကလုံး၃လုံးနဲ့မြတ်စွာဘုရားပြောပြတယ်အတုရောဟာယံဂဟပတိကာယောအန္တဘူတောပရိယောနတ္ထောတခါကြီးတဲ့ဒီခန္ဓာကိုယ်ဆိုတာအတုရာအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့ဒါကတော့လူကြီးလူငယ်လို့ခေါ်ချပြီးတော့မပြောဘူးเนาะခန္ဓာကိုယ်ဆိုတာအမြဲတမ်းနာနေတဲ့သဘောရှိတယ်တဲ့ဒါသတိရှိမှသိနိုင်တာပါတာမန်တော့မသိနိုင်ပါဘူးအန္တဘူတောတဲ့ဥတလုံးနဲ့လည်းအလွန်တူတယ်တဲ့ငှက်ဥတို့ကြက်ဥတို့ဘဲဥတို့လိုမျိုးခန္ဓာကိုယ်ဆိုတာဥတလုံးနဲ့အလွန်တူတယ်အထီးကအပွန်ပဲမခံဘူးပေါ့နော်ကြက်ဥများဘဲဥများဒါကမှတော့ကင်တွေ့တဲ့အခါမှာတတိချာရဒီဥဆိုင်ဖို့မလိုဘူးလားနည်းနည်းလောက်ထိခိုက်မိတာနဲ့တူကကွဲသွားမှာပေါ့နော်ခန္ဓာကိုယ်ဆိုတာလည်းအထီးကတိတ်မခံဘူးလို့ပြောတာဥယျာဉ်တစ်မျိုးအေးရင်တစ်မျိုးပရိယောနတ်တော်တဲ့အလွန်ပန်းလာတဲ့အရေးပါးလေးနဲ့အုပ်ထားတာတဲ့အခိုင်အမာတိဆောက်ထားတာမဟုတ်သုံးမျိုးပြောတယ်နော်အတုရာအမြဲတမ်းနာနေတဲ့သဘောရှိတယ်အန္တဗုဒ္ဓဥတလုံးနဲ့တူတယ်ပရိယောနတ္တအရေးပါးလေးနဲ့ဖုံးထားတာနော်ယောဣမံကာယံဂဟပတိတခါကြီးတဲ့ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုပရိဟရံတော်ရွတ်ဆောင်ထားရသည်ဖြစ်ပါလေရဲ့မုဟုတ်တံပိအာရောက်ကြံပရိဇာနေယတခဏမြကျမ်းမာပါတယ်လို့ပုဂ္ဂိုလ်တူတရားဟာဝန်ခံခဲ့မယ်ဆိုလို့ရှိရင်ကိမင်ကြတရပါလာအဲ့ဒါမိုက်မဲတာကလွယ်လို့အခြားအကြောင်းမရှိဘူးတဲ့။ဒီစကားလေးကိုအသေးချာမှတ်စီခြင်းတယ်။ဣမံကာယံပရိဟရံတော်မုဟုတ်တံပိအာရောက်ကြံပရိဇာနေယကိမင်ကြတရပါလာဒီလိုခန္ဓာကိုယ်မျိုးကြီးကိုရွတ်ဆောင်ထားရင်းနဲ့တခဏမြကိုယ်ကိုကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်မဲလို့ပါတဲ့မိုက်မဲတယ်ဆိုတာကတပ်ဖြတ်ခိုးဆိုးလူရဲနေတာမျိုးကိုယဉ်ညွှန်းတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်မသိတာကိုယဉ်ညွှန်းတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရတဲ့များတခဏလောက်ကျမ်းမာပါတယ်လို့ပြောခဲ့မယ်ဆိုရင်တော့အဲ့ဒါပါလေမိုက်မဲလို့ပါတဲ့အဲ့တော့ဆိုလိုတာကတရားမတို့ရတာတဲ့ဒီဘဝဒီခန္ဓာတခဏလေးမြတ်တော့မကျမ်းမာဘူးဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဒါကတာမန်စိတ်တာမန်ဉာဏ်နဲ့တော့သိဖို့မလွယ်ဘူးနားလည်ဖို့မလွယ်ဘူးနော်ဒီခန္ဓာရဲ့သဘာဝကိုဒလဇတ်တတိထားပြီးတော့ပတိတွေတမာတိတွေပညာတွေကြီးလာရင်ခန္ဓာကိုယ်ဟာဒလဇတ်ပေါက်ပြန်ပြောင်းလဲပြီးတော့နှိမ့်ဆက်နေတဲ့သဘောရှိတယ်ဆိုတာကို तू သိမှမြတ်စွာဘုရားဟောတာဟုတ်လိုက်တာတခဏလေးတောင်ကောင်းတဲ့သဘောမရှိဘူးဆိုတာတကယ်မှန်တာပဲလို့အဲ့ဒီကြမှာနားတယ်မှာနော်တာမန်ဉာဏ်နဲ့သိနိုင်မလားမသိနိုင်ဘူးနော်ကိုယ့်ကိုယ်တော့ကောင်းတယ်လို့ထင်နေကြတာပေါ့နော်စေယုံစေကံပြေရမှနော်အော်ရဟေးရမှဒီကဓမ္မတို့ဦးဇင်းတို့ကခန္ဓာကိုယ်ကြီးကနှိမ့်ဆက်နေတယ်လို့သိတာဟုတ်နော်တာမန်ချင်းနေမှာတော့သိပြီးတော့မသိဘူးပေါ့ဟုတ်လားအဲ့လိုမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဘာပြောတော့ဆိုတော့တတ္တမတိဟဂါပတိဧဝံသိခိတဗံဒါကြောင့်တက္ကကြီးအခုငါပြောသလိုကျင့်ရမယ်တဲ့ဘယ်လိုကျင့်ရမှာတော့အတုရကာယတမေတ္တောစိတ်တံအနာတုရံဘောဟိတတိဒီစကားလေးကိုတိတိကျကျမှတ်စေခြင်းအတုရကာယတမေတ္တောစိတ်တံအနာတုရံဘောဟိတတိ
ခန္ဓာကိုယ်ကြီးနာနေပါတော့လည်းပဲစိတ်မနာအောင်ငါကြိုးစားမယ်ဆိုပြီးတော့အဲ့ဒါလို့ကျင့်ရမယ်တဲ့ဟောနောက်စကားကအလွန်အနှစ်သာရပြည့်ရဲ့နော်ခန္ဓာကိုယ်ကြီးကတော့နာမှာပဲမနာအောင်လုပ်လို့မရဘူးနာတတ်တဲ့သဘာဝငယ်ငယ်ကြီးကြီးသိတာမသိတာပဲကြွားတယ်နာတာကတော့နာနေကြတာကြီးပဲဟုတ်လားခန္ဓာကိုယ်နာပါတော့လည်းပဲစိတ်မနာအောင်ကျင့်ရမယ်အဲ့ဒီလိုခံယူချက်မျိုးနဲ့ကျင့်သုံးရမယ်တခါကြီးအဲ့လိုကျင့်ရမယ်လို့မြတ်စွာဘုရားအဲ့လိုမိန့်ရှိတယ်တခါကြီးကသဘောပေါက်တယ်သူလည်းတရားရည်ဝနေတဲ့ပုဂ္ဂိုလ်ပဲလေခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတာကိုသူနားလေတယ်ဟုတ်တယ်ခန္ဓာကိုယ်ကြီးကတော့မနာအောင်လုပ်လို့မရဘူးဟုတ်လားဒါပေမဲ့စိတ်ကိုတော့မနာအောင်လုပ်မယ်ဆိုရင်လုပ်လို့ရတယ်အလိုဆန္ဒဆိုတဲ့ရမက်တွေဝင်နေရင်မကျေနပ်မှုဆိုတဲ့ဒေါသတွေဝင်နေရင်ဒါစိတ်ကနာနေတယ်ပေါ့ဆိုလိုတာဟုတ်လားအဲ့သူသဘောပေါက်တဲ့အတွက်ကြောင့်အရင်လည်းပဲသူ့စိတ်ထဲမှာနှစ်သက်တယ်ဒီအဆုံးအမလေးကိုဟုတ်တယ်ခန္ဓာနာတော့လည်းပဲစိတ်မနာအောင်ငါစီရှိနေမယ်ဆိုတဲ့အတွေးနဲ့အလွန်မှလည်းကျေနပ်တယ်မြတ်စွာဘုရားအဆုံးအမကိုအဲ့ဒါကြောင့်သူ့စိတ်ထဲမှာအလွန်လဲပျော်သွားတယ်အဲ့ဒါမြတ်စွာဘုရားကိုရှိခိုးဥချပြီးတော့သူကြည်ကြည်နက်နက်မြတ်စွာဘုရားဒီကနေပြန်လာတဲ့အခါကျတော့ကျောင်းမှာရှင်သာရိပုတ္တရာရှိတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုသူကအရန်ကြည်ညိုတယ်အရန်ကြည်ညိုတဲ့အတွက်ကြောင့်ရှင်သာရိပုတ္တရာစီကိုဝင်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကတခါကြီးတဲ့တခါကြီးကိုကြည်ရတာတော်တော်ပျော်ရွှင်လာပုံကြည်နူးလာပုံရတယ်ဤကန္တမြတ်စွာဘုရားကတရားအမြိုက်ရည်ကိုတိုက်ကျွေးလိုက်ပုံရတယ်တရားအမြိုက်ရည်နဲ့သွန်းလောင်းလိုက်ပုံရတယ်အဲ့လိုပြောတဲ့အခါကျတော့နကုလပိတာတကကြီးကအရှင်ဘုရားတဲ့ဟုတ်တာပေါ့တဲ့မြတ်စွာဘုရားတပည့်တော်ကိုတရားအမြတ်ရည်နဲ့သွန်းလောင်းလိုက်တယ်တဲ့ဒါကြောင့်တပည့်တော်စိတ်ထဲမှာအလွန်ချမ်းသာတယ်ဘယ်လိုတရားတွေနဲ့မြတ်စွာဘုရားဟောလိုက်တော့ဒါသူအစအဆုံးပြန်ပြောတယ်သူဘယ်လိုလျှောက်တယ်မြတ်စွာဘုရားဘယ်လိုအမိန့်ရှိတယ်ပြန်ပြောနောက်ဆုံးပါလေလေခန္ဓာကိုယ်နာတော့လည်းပဲစိတ်မနာအောင်အဲ့ဒါလိုကျင့်ရမယ်လို့တပည့်တော်ကိုဆုံးမလိုက်တယ်ဗျာအဲ့လိုလဲလျှောက်လိုက်ရောရှင်သာရိပုတ္တရာကတခါကြီးတဲ့အဲ့လိုဆိုလို့ရှိရင်ခန္ဓာကိုယ်နာတယ်နော်စိတ်မနာအောင်ကျင့်ရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကဘယ်လိုမျိုးလဲကိုယ်သာနာပြီးတော့စိတ်မနာအောင်နေတတ်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုမျိုးလဲအဲ့ဒါကိုခွဲခြမ်းပြီးတော့ဟောဖို့သင်ထပ်ပြီးတော့မမေးခဲ့ဘူးလားတဲ့မြတ်စွာဘုရားကိုဆိုလိုတာကခန္ဓာကိုယ်သာနာပြီးစိတ်မနာအောင်ကျင့်ရမယ်လို့ပြောတယ်ဘယ်လိုကျင့်ရမှာတော့စိတ်မနာအောင်ကဘယ်လိုကျင့်ရမှာတော့ဒါကိုမမေးခဲ့ဘူးလားဟုတ်တယ်အမှန်ကတော့မေးခဲ့စရာကောင်းတယ်မေးခဲ့ရင်မြတ်စွာဘုရားရဲ့အလိုတော်ကိုသိရမှာနော်အခု तू မမေးခဲ့ဘူးအဲ့တော့ तू ကဘလို့ပြန်လျှောက်တော့ဆိုတော့ရှင်ဘုရားတဲ့တပည့်တော်အဝေးကြီးကနေရှင်ဘုရားစီကိုလာတာဒီလိုအတိတ်ပဲဒီလိုစကားမျိုးကိုကြားဖို့လာတာတဲ့ဒါကြောင့်မြတ်စွာဘုရားစီကို तू သွားမေးမနေတော့ဘူးပေါ့ဒီအတိတ်ပဲကိုရှင်ဘုရားပဲဖြေလိုက်ပါရှင်ဘုရားပဲဟောပြပါအဲ့ဒီတော့မှရှင်သာရိပုတ္တရာကဟောတာကိုယ်သာနာပြီးတော့စိတ်မနာအောင်ဘလို့နေရမလဲဆိုတာဟုတ်လားဒါကအဓိကကြားတဲ့စကားဖြစ်လာပြီနော်ကိုယ်သာနာပြီးတော့စိတ်မနာအောင်ဘယ်လိုနေရမလဲအဲ့တော့ဒီမှာသူကခွဲပြီးတော့ဟောတယ်ကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲကိုယ်သာနာပြီးတော့စိတ်မနာအောင်နေတဲ့ပုဂ္ဂိုလ်ကဘယ်လိုမျိုးလဲလို့သူခွဲပြီးတော့ပြောတယ်ကိုယ်လည်းနာတယ်စိတ်လည်းနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုရင်တဲ့နော်ဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာသူတော်ကောင်းတရားကိုမလိမ္မာဘူးမကျွမ်းကျင်ဘူးသူတော်ကောင်းတွေနဲ့တွေ့ရတဲ့အနေအထားမျိုးလည်းမရှိဘူးဒါကြောင့်သူတော်ကောင်းတွေရဲ့အစုံအမတရားစားကိုသူဘာမှမသိဘူးမသိတဲ့အတွက်ကြောင့်သူရထားတဲ့ဒီဘဝဒီခန္ဓာရုပ်ရှုဝေဒနာရှုခံစားမှုနော်တင်ညာရှုမှတ်သားမှုနော်သင်္ခါရအစုပြုလို့စေစော်မှုဝိညာဏအစုသိမှုအစုဟုတ်လားဒီအစုကြီး၅ခုကိုသူ့စိတ်ထဲမှာဘလို့ထင်းနေတုံးဆိုတော့ပုဂ္ဂိုလ်တ attva လို့ထင်းနေတယ်ငါလို့ထင်းနေတယ်အတ္တလို့ထင်းနေတယ်တဲ့ဟုတ်လားသူတော်ကောင်းနေနဲ့မနီးစပ်တဲ့အတွက်ကြောင့်သူတော်ကောင်းတရားကိုသိခွင့်မရတဲ့အတွက်ကြောင့်ဒီဘဝဒီခန္ဓာကြီးကို तू ကဘလို့ထင်တာတော့ပုဂ္ဂိုလ်တ attva လို့ထင်းနေတယ်တဲ့ဒါဟာသဘာဝတရားပဲအကြောင်းအကျိုးသဘောပဲမတည်မြဲတဲ့သဘောတက်တက်ပဲပြောင်းလဲနေတဲ့အစဉ်အတန်းမြပဲလို့ तू အဲ့ဒါကိုမသိဘူးတဲ့မသိဘဲနဲ့တက္ကာယဒိဋ္ဌိပေါ့လေအတ္တဒိဋ္ဌိထကြွတောင်းကျမ်းတဲ့စိတ်နဲ့နေတယ်တဲ့ငါဥစ္စာဆိုတဲ့အဲ့ဒီစိတ်ကြီးနဲ့အဲ့ဒီစိတ်ကြီးတောင်းကျမ်းပြီးတော့နေတယ်တဲ့ဟောဒီလိုလေးပါသေးတယ်နော်ငါဆိုတဲ့အမြင်ငါဥစ္စာဆိုတဲ့အမြင်ကြီးထကြွတောင်းကျမ်းပြီးတော့နေနေတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာတဲ့တကယ်လို့ तू အဲ့လိုငါလို့ထင်နေတယ်ငါဥစ္စာလို့ထင်နေတဲ့ဒီအစုကြီး၅စု
အစုကိုခန္ဓာလို့ခေါ်ရနော်ဟုတ်လားရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဒီအစုကြီး၅စုတကယ်လို့တစုံတရာဖောက်ပြန်ပြီးပျက်စီးပြီဆိုတာနဲ့သူဟာသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားစု၅မျိုးကိုတေချာပေါက်ရင်ဆိုင်ရလိမ့်မယ်တဲ့သူကဒါကြီးကိုငါလှုပ်ထားတယ်ငါဥစ္စာလို့လှုပ်ထားတယ်အဲ့လိုဆိုရင်ဒါတစ်မျိုးတစ်မျိုးဖြစ်ပြီဆိုတာနဲ့သူဘာဖြစ်ရမလို့စိုးရင်ရလိမ့်မယ်သောကငိုကြွေးရလိမ့်မယ်ပရိဒေဝကိုယ်ဆင်းရဲမှုဖြစ်ရလိမ့်မယ်ဒုက္ခစိတ်ဆင်းရဲမှုဖြစ်ရလိမ့်မယ်ဒေါမနတပြင်းစွာပင်ပန်းမှုဖြစ်ရလိမ့်မယ်ပရိဒေဝဥပါယတဟုတ်လားသောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရား၅မျိုးနော်သောကဆိုတာစိုးရိမ်တာပရိဒေဝဆိုတာအစိုးရိမ်လွန်လို့ငိုရတဲ့အဆင့်ကိုရောက်တာဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာအလွန်ပင်ပန်းတဲ့အနေအထားကိုရောက်သွားချွတ်တက်သွားတာမျိုးဟုတ်လားစီုံစီကထမ်းပို့လိုက်ရတာမျိုးအလွန်ပင်ပန်းသွားတာပေါ့နော်အဲ့ဒါလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့အဲ့တော့အဖြေရပြီနော်ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒီအစုကြီး၅စုကိုငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်ဒါကြီးဖောက်ပြန်ပြည့်ရှိတဲ့အခါမှာအကြီးအကျယ်သူဆင်းရဲလိမ့်မယ်ပူလောင်ရလိမ့်မယ်ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးရလည်းပဲအမြဲတမ်းနှိမ့်ဆက်လို့နာတယ်ဒါကြီးကိုမှားမှားယွင်းယွင်းငါလို့ထင်နေတယ်ငါဥစ္စာလို့သိမ့်ပိုက်ထားတယ်အဲ့ဒါကြောင့်လည်းပဲဖောက်ပြန်တဲ့အခါမှာအကြီးအကျယ်ဆင်းရဲရလိမ့်မယ်ဒါကြောင့်ကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတာအဲ့ဒီလိုမိုက်မဲတဲ့ပုဂ္ဂိုလ်မျိုးကိုပြောတာတဲ့နော်ကိုယ်သာနာပြီးတော့စိတ်မနာဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်လိုမျိုးတော့ပေတတို့ရိပ်မိသွားပြီဟုတ်လားဖောက်ပြန်တဲ့ဒီရုပ်အစုကြီးရဲ့သဘာဝကိုအမှန်အတိုင်းနားလည်ပြီးတော့ဒါကိုငါလို့ငါဥစ္စာလို့သူဆွဲယူထားတာမရှိဘူးအဲ့တော့ဒါတွေဖောက်ပြန်ခြင်းကြာလို့ဖောက်ပြန်လာတဲ့အချိန်မှာလဲသူ့မှာစိုးရင်ခြင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းဆိုတာဖြစ်မလာဘူးဒါကြောင့်ခန္ဓာကိုယ်သာနာတယ်သူ့မှာစိတ်မနာအဲ့လိုကလည်းသူဘာလို့နေနေတာတုံးဆိုတော့သူတော်ကောင်းတွေနဲ့ပေါင်းတင်ဆက်ဆံရတယ်သူတော်ကောင်းတွေနဲ့တွေ့ရတယ်ကြုံရတယ်သူတော်ကောင်းတရားကိုနာယူရတယ်မှတ်သားရတယ်အဲ့ဒါကြောင့်မလို့သူအဲ့ဒီအမြင်မှန်ကိုရတာအဲ့တော့လောကကြီးမှာမှားတယ်မှန်တယ်ဆိုတာဆင်းရဲခြင်းချမ်းသာခြင်းရဲ့အကြောင်းတရားပဲမှားရင်ဆင်းရဲမယ်နော်မှန်ရင်ချမ်းသာမယ်အဲ့လိုဆိုရင်မှားတယ်မှန်တယ်ဆိုတာကတော့ဘာကိုအဓိကအကြောင်းခံပြီးတော့ဖြစ်လာတယ်လို့ထင်လဲတစ်ချက်လောက်စဉ်းစားကြည့်တာပါသူတော်ကောင်းတွေနဲ့တွေ့ခြင်းမတွေ့ခြင်းပေါ်မှာအဓိကအကြောင်းခံတာဟုတ်လားမွေးရပါဘယ်သူမှသိလာတာမရှိဘူးနော်ဟုတ်တယ်နော်ဒါကြောင့်ဦးဇင်းတို့စာထဲမှာမှတ်သားဘူးတာလေးတစ်ခုရှိတယ်နော်ဒီဘဝဒီတန်တရားဒီဒုက္ခတွေဖြစ်ဆက်ဖြစ်နေခြင်းရဲ့အဓိကအကြောင်းတရားကမသိမှုအဝိဇ္ဇာပဲတဲ့ဟုတ်လားဒုက္ခတွေဖြစ်ခြင်းကအကြောင်းတရားကဘာလဲမသိမှုအဝိဇ္ဇာပဲဒုက္ခဆက်ကြီးရက်သွားတယ်ဒုက္ခတွေငြိမ်းသွားတယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုရပြီးတော့ဒုက္ခငြိမ်းသွားတယ်အဲ့ဒါအတွက်အဓိကကြတဲ့အကြောင်းတရားကမြတ်စွာဘုရားပွင့်လာခြင်းပဲတဲ့ဟောသိမှုဝိဇ္ဇာလို့မပြောဘူးနော်သိချာနားထောင်နော်ဒုက္ခတွေဖြစ်တာကတော့အဝိဇ္ဇာကြောင့်ဖြစ်ရတယ်ဒုက္ခတွေချုပ်သွားတာကတော့အဓိကမူရင်းအကြောင်းတရားကြီးကဘုရားပွင့်လာလို့တဲ့ဟုတ်တယ်ဘုရားပွင့်လာမှသိတဲ့တာကိုသိရတာဟုတ်လားဒါကြောင့်သူတော်ကောင်းတွေနဲ့တွေ့ဖို့သူတော်ကောင်းတရားကိုနာယူဖို့ဆိုတဲ့ဒီအကြောင်းတရားဟာအလွန်တရာမှနော်အာကြီးတဲ့ချမ်းသာခြင်းရဲ့အကြောင်းတရားဆိုတာနားလည်ထားဖို့လိုတယ်နော်ဒါကြောင့်ဦးဇင်းတို့ဒီမှာပါဠိတော်တွေကိုလေ့လာလိုက်လို့ရှိရင်ဒါတွေကသူအမြဲတမ်းလို့ပါတယ်နော်သူတော်ကောင်းတွေကိုတွေ့ရတယ်သူတော်ကောင်းတွေကိုမြင်ရတယ်သူတော်ကောင်းတရားကိုနာယူရတယ်အဲ့ဒီကြတော့မှနောက်ပိုင်းမှာအမြင်မှန်ဆိုတာဖြစ်လာတာဟုတ်လားအေးအဲ့တော့ဒါကရှင်သာရိပုတ္တရာကနော်နကုလပိတာဒကာကြီးကိုခွဲခြမ်းဝေဖန်ပြီးတော့ပြောပြတဲ့တရားစကားကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကဘလို့ပုဂ္ဂိုလ်မျိုးလဲကိုယ်လာနာတော့လည်းပဲစိတ်မနာအောင်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးကဘလို့ပုဂ္ဂိုလ်မျိုးလဲဆိုတာခွဲပြတယ်နော်ဒီထင်ရှားဖြစ်ပေါ်နေတဲ့ရုပ်အစုနာအစုကိုငါလို့ထင်မယ်ငါဥစ္စာလို့ထင်မယ်ဆိုရင်ဒါတွေပျက်စီးခြင်းကြားတဲ့အခါမှာအကြီးအကျယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တွေဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဒီထင်ရှားဖြစ်ပေါ်နေတဲ့ရုပ်အစုနာအစုကိုအမှန်အကန်သိပြီးတော့ငါလို့ဆွဲယူတာမရှိဘူးငါဥစ္စာလို့မှတ်တင်ထားတာမရှိဘူးဆိုရင်ဒါတွေပျက်စီးခြင်းကြားလို့ပျက်စီးလေပဲအဲ့ဒီပုဂ္ဂိုလ်အတွက်ဆိုရင်ဉာဏ်ကိုကြွေးစရာကိုရှင်ရဲ့စိတ်ဆင်းရဲဖြစ်စရာပင်ပန်းစရာအကြောင်းမရှိဘူးဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကကိုနာတော်လည်းပဲစိတ်မနာအောင်နေတဲ့လူလို့ဒီလိုပြောတာအဲ့လိုဆိုရင်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီယုတ်ဒီနံဒီသဘာဝတရားကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲဆိုတဲ့မှားယွင်းတဲ့အမြင်တွေမရှိအောင်တကယ်လက်တွေ့မှာဘယ်လိုလုပ်ရမလဲလို့မေးရင်တတိထားပြီးတော့ပဲနေရမယ်ဟုတ်လားအခု
ဦးဇင်းတို့ဒီမှာ10ရက်လောက်ပြောတယ်နော်နေတိုင်းပါနေတဲ့စကားပါလေတတိထားပြီးတော့နေရမယ်ဒါပဲလေအမဒေနတမ္မာဒေထာဒီကနေနောက်ဆက်တွဲကောင်းကျိုးတွေအမျိုးမျိုးဖြာထွက်သွားတာဟုတ်လားတတိထားနေခြင်းအပြင်နော်မမကန်ကန်သိတဲ့မြင်တဲ့နားလေတဲ့ဉာဏ်ပညာတွေတဖြည်းဖြည်းမြင့်မားပြီးတော့အဲ့ဒီဉာဏ်ပညာကြောင့်ချမ်းသာဒုက္ခဆိုတာရကြမှာဟုတ်ရဲ့လားဒါကြောင့်အခုလည်းပဲဒီမှာပုဂ္ဂိုလ်တ attva မဟုတ်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးဆိုတဲ့အမြင်မှန်ကိုရဖို့အတွက်တကယ်လက်တွေ့အခြေခံဘယ်လိုကျင့်သုံးရမှာလဲဘယ်လိုလေ့ကျင့်ရမှာလို့ဆိုရင်တတိထားတဲ့သတိပဋ္ဌာန်ဘာဝနာနည်းလမ်းကိုပဲကျင့်သုံးရမှာဟုတ်လားတတိထားမှအမှန်မြင်မှာနော်တတိထားဒလဇတ်ထားပြီးတော့ကြည်နေဟုတ်လားတတိထားနေလို့ရှိရင်ဒါပုဂ္ဂိုလ်တ attva မဟုတ်ဘူးဒါသဘာဝတရားလို့အခြေခံဖြင့်နားလည်လာမယ်ဒါအကြောင်းကျိုးသဘာဝတရားလို့ဆက်ပြီးတော့နားလည်လာမယ်ဒါဖြစ်ပြီးရင်မရှိတော့တဲ့သဘောလို့အနိစ္စကိုလည်းဆက်ပြီးတော့နားလည်လာမယ်ဇွဲလုံးလာဝိရိယထက်ထက်တန်တန်နဲ့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားဒီနေ့မှာဇွဲလုံးလာထက်တန်ဖို့ဆိုတာကယုံကြည်မှုတရားထက်တန်မှဇွဲလုံးလာလည်းထက်တန်နိုင်တာယုံကြည်မှုကပါလေဩဒီအလုပ်ဒီတတိထားတဲ့အလုပ်ဟာအလွန်မြင့်မားတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်လို့ဒီအလုပ်ရဲ့တန်ဖိုးကြီးမားမှုကိုယုံကြည်တာဟုတ်လားအဲ့ဒါမှဒီအလုပ်ကိုပါလေလုပ်ချင်မှာပေါ့နော်ဟုတ်တယ်မဟုတ်လားမယုံကြည်ရင်မလုပ်ချင်ဘူးပေါ့ဟုတ်လားသိကြပါစို့တလားအလုပ်လုပ်မယ်ဒေါ်လာဘယ်လောက်ရမယ်ယုံကြည်တယ်ဆိုရင်ယုံကြည်စိတ်ချရတယ်ဆိုရင်အဲ့ဒါလုပ်မှာပေါ့ဟာရမယ်မရမယ်မသိကြဘူးဆိုရင်လုပ်မလားလုပ်မတော့ဟုတ်တယ်မဟုတ်လားဒါဥစဉ်ကခေါင်းထဲပေါ်တာလေးပြောပြတာနော်ဒါကြောင့်ယုံကြည်မှုတတ္တတရားထက်တန်မှကြိုးစားအထုတ်တဲ့ဝိရိယဆိုတာထက်တန်တာဝိရိယထက်တန်မှတတိကလည်းဆွေဆွေမြဲမြဲရှိလာမှာတတိဆွေဆွေမြဲမြဲရှိမှတည်ငြိမ်မှုတမာတိဆိုတာကတီးလာမှာတမာတိရှိမှအခုပြောတဲ့သဘာဝရဲ့အနေအထားမှန်တွေကိုသိတဲ့မြင်တဲ့နားလေတဲ့ဉာဏ်ပညာတွေဟာဖြစ်ပေါ်လာမှာအခြေခံစသွားမှာနော်ဒါကြောင့်ဘာလာလဲတတ္တဝရိယတတိတမာတိပညာတရားအထုတ်တိုင်းလို့ဥစဉ်ပြောပါတယ်ဟုတ်လားဒါကိုပဲအိန္ဒိယ၅ပါးလို့လည်းခေါ်တယ်ဘိုး၅ပါးလို့လည်းခေါ်တယ်ဗလခွန်အားနော်ခွန်အားရှိမှအလုံးလုံးနိုင်မှာဟုတ်လားဒါကဥစဉ်တို့အသက်ကြီးရတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောပြတဲ့တရားစကားပေါ့နော်ရသော်ဘုရားရဲ့နော်ဆိုလိုရင်းအဓိပ္ပာယ်ကိုအလုံးနားလည်ကြတယ်နော်ကိုယ်သာနာတော်လည်းပဲစိတ်မနာအောင်နေရမယ်ခန္ဓာကိုယ်ကြီးကတော့နားနေတာပဲတခဏလောက်မြမနာဘူးလို့ဝန်ခံခဲ့မယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ကိုမိုက်မဲတယ်လို့မြတ်စွာဘုရားပြောတာနော်ဟုတ်လားအလရှင်သာရိပုတ္တရာဆက်ပြီးတော့ဖွင့်ပြတဲ့အဓိပ္ပာယ်ကိုလည်းပဲတောချက်စကားအနေနဲ့မလုပ်ထားမလို့မှတ်သားတာပဲနော်ယုံနာအစုကိုပုဂ္ဂိုလ်တ attva လို့ထင်မယ်ငါလို့ထင်မယ်ငါဥစ္စာလို့ထင်မယ်ဆိုရင်ဒါကိုယ်လည်းနာတယ်စိတ်လည်းနာတယ်နော်အဲ့ဒါလို့မထင်ဘူးဆိုရင်ကိုယ်သာနာတော့လည်းပဲစိတ်မနာဘူးအဲ့လိုမထင်အောင်ဘယ်လိုလုပ်ရမှာလဲလို့မေးရင်တတိပဋ္ဌာန်ဘာဝနာကိုကြိုးစားကြရမယ်အမြဲတမ်းတတိရှိရမယ်ဒီခန္ဓာမှာထင်ရှားဖြစ်နေတာရဲ့ပုံမှာတတိထားနေတဲ့အလေးကျင့်ကိုပြုစုပြောထောင်ပေးရမယ်ပေါ့နော်ဒါကအသက်ကြီးကြတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ငယ်တဲ့လူတွေလည်းပဲအသက်ကြီးကြအောင်မှဖြစ်တဲ့အတွက်ကြောင့်ဟုတ်လားတနေ့ကျတော့ဒီခန္ဓာကိုယ်ကဒါတဲ့စိုးတဲ့အခြေအနေတွေကိုရောက်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအခြေမျိုးမှာခုတည်းကစပြီးတော့ကြိုတင်ပြီးတော့ပြင်ဆင်ထားခြင်းအဖြစ်ပို့ပြီးတော့အစဉ်ပြေပြေရင်ဆိုင်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ဒီလိုတရားဒေသနာမျိုးတွေကိုအများကြီးလိုက်စားထားဖို့မလိုဘူးလားလိုတယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဦးဇင်းတို့လူလက်ပိုင်းလူငယ်ပိုင်းအတွက်အဓိကရည်ရွယ်ပြီးတော့ပြောခြင်းတဲ့သုတ်တန်ကဘာလဲတော့ဥက္ခသုတ်တန်ပြောမလို့ပြောတာနော်ဥက္ခသုတ်တန်တဲ့ဥက္ခဆိုတာကောသလမင်းကြီးရဲ့အမတ်တယောက်ရဲ့နာမည်ဟုတ်လားဒီနေ့မြတ်စွာဘုရားသတင်း300ဇီတော်ကျောင်းတော်ကိုအဲ့ဒီအမတ်ကြီးရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးဥချတင်းတင်းလျောက်ပတ်တဲ့နေရာမှာထိုင်ရင်းနဲ့မြတ်စွာဘုရားကိုသူစကားတခွန်းလျှောက်တယ်။ဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ရောဟဏတတိရဲ့မြေးဖြစ်တဲ့မိဂါရတတိဟာအလွန်မှချမ်းသာတယ်ဗျာတဲ့။သူ့ရဲ့ချမ်းသာကြွယ်ဝမှုကအံ့ဩစရာကောင်းလောက်အောင်ကိုပဲများတယ်ဗျာတဲ့။အဲ့လိုလျှောက်တယ်။လျှောက်တော့မြတ်စွာဘုရားကအရေးလုပ်ပြီးတော့မေးတော်မူတယ်အဲ့ဒီစကားကိုဒါတရားဒေသနာဆက်ပြီးတော့ဟောပြဖို့အကြောင်းဖန်လာတာပေါ့နော်။တခါကြီးတဲ့အဲ့ဒီမိဂါရတတိဟာဘလောက်တောင်ချမ်းသာတာတုံးတဲ့အဲ့ဒါသူကဘာလျှောက်တုံးဆိုတော့မြတ်စွာဘုရားတဲ့အဲ့ဒီမိဂါရတတိကရွှေတွေကြီးတဲ့ကိုပဲ300လောက်ချမ်းသာတယ်ဗျာတဲ့ရွှေကို300လို့ဘယ်လိုတွက်လဲတော့ဦးဇင်းတို့လည်းကောင်းကောင်းတော့နားမလဲဘူးနော်တစ်ချက်သားကိုတစ်ချက်နှုံးနဲ့မြန်တွက်သလားတော့မသိဘူးနော်ရွှေရဲ့300လောက်ရှိတယ်တဲ့တခြားတန်ဖိုးကြီးမားတဲ့အသုံးဆောင်ဥစ္စာပစ္စည်းတွေဆိုတာလည်းပဲအလွန်တရာမှများပြားတယ်ဗျာတဲ့ဒါကြောင့်သူ့ရဲ့ကြွယ်ဝမှုကခံမဖို့ခက်လောက်အောင်ကိုပဲ
အောစရာကောင်းတယ်ချမ်းသာလာတယ်အဲ့လိုချမ်းသာတယ်ဆိုတဲ့စကားလေးကို तू သုံးတယ်နော်ဟုတ်လားအဲ့လိုသုံးပြီးတော့ပြောတဲ့ခါကျမြတ်စွာဘုရားဘာမင်းရှိတော့ဆိုတော့တခါကြီးတဲ့ဒီဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့ငါမဆိုလို့ပါဘူးတဲ့ဒါမှမဟုတ်ဒီပဂတိဥစ္စာပစ္စည်းတွေဆိုတာရှည်မီးမင်းခိုးသူမချစ်မနစ်သက်သောသူလို့ဆိုတဲ့ယန္တုမျိုး၅ပါးကဖြည့်ဆည်းမယ်ဆိုရင်အလွယ်တကူပျက်စီးသွားနိုင်တဲ့အတွက်ကြောင့်တကယ်တန်ဖိုးမြင့်မားလှတဲ့ဥစ္စာပစ္စည်းတွေလို့တော့မဆိုနိုင်ဘူးတဲ့နောက်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေတန်ဖိုးထားတဲ့ဥစ္စာပစ္စည်းအသုံးဆောင်တွေဆိုတာဖြည့်ဆည်းမဲ့အရာနဲ့တွေ့ရင်ပျက်စီးခြင်းကြာရင်လွယ်လွယ်လေးပျက်စီးသွားတဲ့သဘောရှိတယ်ဒါကြောင့်ခိုင်မာမှုမရှိလို့တကယ်အာမခံချက်ရှိတဲ့ကောင်းမွန်တဲ့အရာတွေလို့မဆိုနိုင်ဘူးလို့ပြောတာဒီလောကကြီးမှာဘလို့ယံသူမျိုးကမှဖြည့်ဆည်းလူယူလို့မရတဲ့တကယ်တန်ဖိုးမြင်မာလာတဲ့ဥစ္စာပစ္စည်းတွေဆိုတာရှိတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်မှသာလျှင်လောကမှာတကယ်ချမ်းသာတဲ့လူလို့ဆိုနိုင်မယ်တဲ့အဲ့လိုအမင်းရှိပြီးတော့မြတ်စွာဘုရားဂါထာနှစ်ပုဒ်ဟောတယ်အဲ့ဒီဂါထာလေးနှစ်ပုဒ်ကိုနည်းနည်းလေးအသေးစိတ်ပြီးတော့မှတ်သားကြည့်မယ်နော်ပထမဂါထာဘာဟောပြလဲဆိုတော့တတ္ထာဒနံသီလဒနံဟိရိဥတ္တပိယံဒနံတုတ္တဒနေသစာဂောသပညာဝေတတ္တမန္တနံဒါကြီးတဲ့ဒီလောကကြီးမှာနိဗ္ဗာန်ချမ်းသာထိတိုင်အောင်စစ်မှန်တဲ့ချမ်းသာကိုပေးနိုင်တဲ့အတွက်ကြောင့်ပညာရှိသူတော်ကောင်းများအလွန်မှတန်ဖိုးထားပြီးတော့မျက်နှိုးတော်မူကြတဲ့ဥစ္စာပစ္စည်းကြီး9မျိုးရှိတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်း9မျိုးကဘာတွေလဲဆိုတော့တတ္တဒနံသီလဒနံဟိရိဥတ္တပိယံဒနံတုတ္တဒနေသစာဂောသပညာဝေတတ္တမန္တနံ9မျိုးနော်တတ္တာသီလဟိရိဥတ္တပတုတ္တစာဂပညာဟုတ်လားဥစ္စာပစ္စည်း9မျိုးတဲ့အဲ့ဒီဥစ္စာပစ္စည်း9မျိုးရဲ့အဓိပ္ပာယ်ကိုပြီးတော့အသေးစိတ်ဥစဉ်ပြောမယ်နော်ဟုတ်လားအဲ့လိုမြတ်စွာဘုရားအမင်းရှိပြီးတော့ဒုတိယဂါထာဘာဆက်ပြောတော့ယတဧတေဒနာအဋ္ဌိအဋ္ဌိယပုရိတတ္တဝါတဝေမဟာဒနောလောကေအာဇေယောဒေဝမာနုတေယတဧတေဒနာအဋ္ဌိအဋ္ဌိယပုရိတတ္တဝါဒီလောကကြီးမှာမိန်းမတွေပဲဖြစ်ဖြစ်ယောက်ျားတွေပဲဖြစ်ဖြစ်အခုငါပြောခဲ့တဲ့အဲ့ဒီဥစ္စာပစ္စည်း9မျိုးကိုကိုယ်တန်တန်မှာတည်ရှိအောင်လုပ်နိုင်မယ်ဆိုရင်တဲ့တဝေမဟာဒနောလောကေလောကကြီးမှာဒီလိုပုဂ္ဂိုလ်မျိုးကိုအလွန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့မဟာဒနဆိုတဲ့စကားလုံးလေးသုံးတယ်နော်မဟာဒနမဟာဆိုတာကြီးကျယ်မြင့်မြတ်သောဒနဆိုတာဥစ္စာပစ္စည်းဟုတ်လားအလွန်ချမ်းသာကြွယ်ဝတဲ့မဟာတကြွယ်ကြီးလို့ဆိုလိုတာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားပို့ပြီးတော့လေးနဲ့အောင်နောက်ထပ်တစ်ပါးဖြည့်ဆွတ်ထားသေးတယ်တဝေမဟာဒနောလောကေအာဇေယောဒေဝမာနုတေဒေဝမာနုတေနဲ့တကွာသောဟောဒီလူလောကကြီးမှာအာဇေယောဘယ်လူဘယ်နက်ကမှနော်အနိုင်အထက်လူယူဖြစ်စီလို့မရဘူးတဲ့ဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်ဆိုင်ထားလို့ချမ်းသာနေတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာကြွယ်ဝမှုကိုနော်ဘယ်လူဘယ်နက်ကမှအနှောင့်အယှက်ပေးလို့မရဘူးဖြစ်စီလို့မရဘူးနိုင်လို့မင်းထက်လို့မရဘူးတဲ့အမခံချက်ရှိတယ်ပေါ့နော်ဥစ္စာပစ္စည်းကြီး9မျိုးဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့တကယ်ချမ်းသာတဲ့လူဆိုတာဘယ်လိုလူမျိုးကိုပြောရလဲဆိုတာဒါအဖြေပေါ်သွားတယ်ပေါ့နော်တတ္တာသီလဟိရိဩတ္တပတုတ္တစာဂပညာလို့ဆိုတဲ့စိတ်ရမွန်မြတ်တဲ့ဒီအည်အသွေးကြီး9ရပ်ရှိရင်တကယ်ချမ်းသာတဲ့လူပြောင်းပြန်လာလိုက်မယ်နော်ဒီအည်အသွေး9ရပ်မရှိဘူးဆိုရင်တော့တကယ်ချမ်းသာတဲ့လူမဟုတ်ဘူးဘောနော်ဆင်းရဲတဲ့လူဟုတ်လားအဲ့လိုဆိုရင်လူတယောက်ချမ်းသာတဲ့ဆင်းရဲတယ်ဆိုတာကိုတကယ်အဓိကပြတ်ထန်းနေတဲ့နော်ဒီဥစ္စာကြီး9မျိုးရဲ့အကြောင်းကိုအသေးစိတ်နားလည်သင့်တာပေါ့နော်အကျဉ်းများအဖြစ်တော့ပိဿတို့လည်းပဲနားလည်ကြပြီးသားပါဟုတ်လားသို့တော့တချို့အကြောင်းအရာလေးတွေကသိတယ်လို့နဲ့မသိတာလေးတွေရှိတတ်တယ်။နော်ကြည်ကြည်ပြန့်ပြန့်နားလည်သင့်ပါလေနဲ့ကြည်ကြည်ပြန့်ပြန့်နားမလဲမိတာလည်းရှိတတ်တယ်။ဒါကြောင့်နည်းနည်းလေးအာယုံစိုက်ပြီးတော့မှတ်သားကြည့်မယ်။နော်ဒီဥစ္စာပစ္စည်း9မျိုးနော်။နံပါတ်1နေရာမှာထားပြီးတော့ရှေ့တန်းတင်ပြီးတော့ဟောထားတဲ့ဥစ္စာပစ္စည်းကဘာလဲတော့တတ္တတရားတဲ့။တတ္တတရားဆိုတာနော်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်မှုနားလည်ကြပြီးသားနော်ဒီနေရာမှာယုံကြည်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောစရာတခုရှိတာကယုံကြည်တယ်ဆိုတာကိုယ်ယုံကြည်ထားတဲ့အရာကကိုယ်ယုံကြည်တဲ့အတိုင်းအမှန်ကန်ဖြစ်နေမှဒါစစ်မှန်တဲ့ယုံကြည်မှုလို့ပြောလို့ရတာနော်ဟုတ်တယ်မဟုတ်လားကိုယ်ယုံထားတဲ့အရာကြီးကကိုယ်ယုံထားတဲ့အတိုင်းကြီးမဟုတ်ဘူးဆိုရင်တော့ဒါယုံကြည်မှုလို့မခေါ်နိုင်ဘူးအဲ့ဒါအလိမ်ညာခံရမှုပဲဟုတ်တယ်မဟုတ်လားနော်ကိုယ်ယုံထားတဲ့အရာကြီးကကိုယ်ယုံထားတဲ့အတိုင်းမဟုတ်ဘူးတမျိုးဖြစ်နေတယ်ဆိုရင်ဒါယုံကြည်မှုလို့ခေါ်နိုင်မလားခေါ်နိုင်မှုနော်
အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ယုံကြည်ထားတဲ့ယုံကြည်မှုကကိုယ်ယုံထားတဲ့ຢာဟာယုံတဲ့အတိုင်းဟုတ်နေတယ်ဆိုကြပါစို့မြတ်စွာဘုရားကိလေသာခတ်သိမ်းခြင်းနဲ့တရားလုံးစုံကိုသိတယ်ဒါအစစ်အမှန်ပဲလေလုံးကြံထားတာမဟုတ်ဘူးဟုတ်လားနောက်သူတော်ကောင်းတရားရဲ့စွမ်းရည်တတိဒါလည်းအမှန်ကန်ပဲကိုကြိုးစားရင်ကြိုးစားသလောက်အားထုတ်ရင်အားထုတ်သလောက်ချမ်းသာဒုက္ခကိုမရနိုင်ဘူးလားရနိုင်တယ်အရိယတန်ဃာတော်တို့ရဲ့သီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ဃာတို့ရဲ့ဂုဏ်ဆိုတာလည်းတကယ်ရှိတာပဲလေဟုတ်လားနောက်ပြီးတော့ဦးဇင်းတို့ကံရဲ့အကျိုးတဲ့ဒါကိုလည်းဦးစားပေးပြီးတော့ဦးဇင်းတို့ပြောခဲ့ပါတယ်စေတနာရဲ့စွမ်းရည်တတိဆိုပြီးတော့လေဟုတ်လားကိုယ်စေတနာနဲ့တန်တဲ့အကျိုးရလဒ်ကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာရရှိကြပါဟုတ်လားဒီအမှန်တရားညင်းလို့မရဘူးဒီအမှန်ကန်ကိုယုံကြည်တယ်ဆိုရင်အဲ့ဒါပါလေသတ္တတရားဒီတရားတရားကိုပိုင်ရင်ဒီလူဟာချမ်းသာတဲ့လူလို့ဆိုတယ်ဟုတ်လားအဲ့ဒါလို့ဆိုရင်ဘာကြောင့်ဒီတရားတရားကိုပိုင်တဲ့လူဟာချမ်းသာတဲ့လူဖြစ်ရတာတော့ဒါတွေးမိဖို့လိုတယ်နော်ဘာဖြစ်လို့တရားတရားရှိတဲ့လူကိုချမ်းသာတဲ့လူလို့ပြောရအောင်ဆိုရင်တကယ်တမ်းပြောရရင်ချမ်းသာဒုက္ခရဲ့အကြောင်းတရားဟာကုသိုလ်ကောင်းမှုပဲစိတ်ကောင်းနှလုံးကောင်းပဲဟုတ်လားဒီကုသိုလ်ကောင်းမှုဆိုတဲ့စိတ်ကောင်းနှလုံးကောင်းလေးဟာယုံကြည်မှုဆိုတဲ့တတ္တတရားမရှိဘဲနဲ့ဖြစ်လာမှာမဟုတ်ဘူးဆိုလိုတာကယုံကြည်မှုရှိမှကောင်းမှုကိုပြုနိုင်တာယုံကြည်မှုမရှိရင်ကောင်းမှုကိုမလုပ်နိုင်ဘူးဒါကောင်းတယ်ဆိုတဲ့ယုံကြည်မှုမရှိရင်ကောင်းတာကိုလုပ်ဖြစ်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်ယုံကြည်မှုဒီကောင်းမှုရဲ့အခြေခံအကြောင်းတရားဖြစ်နေတယ်ဆိုတာအလွန်ထင်ရှားတယ်နော်ကောင်းမှုဖြစ်ပြီဆိုတော့မှလည်းပဲကောင်းမှုရဲ့အကျိုးဆက်ချမ်းသာဒုက္ခကိုရနိုင်တာချမ်းသာဒုက္ခနဲ့ယုံကြည်မှုဟာဘလို့အကြောင်းကျိုးဆက်ဆက်နေလဲဆိုတာလေးကိုပြောပြတာနော်ယုံကြည်ရင်ကောင်းတာကိုပြုမယ်ကောင်းတာကိုပြုရင်အကျိုးဆက်ချမ်းသာဒုက္ခကိုရမယ်ဒါကြောင့်တရားတရားရှိရင်ရှိတော့ချမ်းသာတယ်လို့ပြောတာနောက်ဆိုရပါစို့ကောင်းမှုကိုပြုတဲ့နေရာမှာတောင်မှတယောက်နဲ့တယောက်ပြုကြပုံပြုကြတာချင်းတူပါသလားမတူတချို့ကတကယ်လုပ်တယ်စိတ်ပါလက်ပါတချို့ကအလက်စားလောက်ပဲလုပ်တယ်တချို့ကတော့ခပ်ပေါ်ပေါ်ပဲလုပ်တယ်တချို့ကတော့အမှတ်ကိုမရဘာကြောင့်အဲ့လိုကွာခြားသွားတာလဲလို့မေးရင်သူတို့ရဲ့ယုံကြည်မှုတွေကွာသွားလို့ဟုတ်တယ်မဟုတ်လားဆိုကြပါစို့တရားဘာဝနာနဲ့ပတ်သက်ပြီးတော့တချို့ကစွန့်စွန့်တမလုပ်တယ်တချို့ကဘဝနဲ့ရင်းပြီးတော့လုပ်တယ်ကျန်တာအကုန်စွန့်ထားခဲ့ပြီးတော့ဒီဘက်ကိုခြေစုံပစ်ပြီးတော့ဝင်သွားတယ်ဟောလုပ်သွားတယ်နော်တချို့ကြတော့လည်းပါလဲခပ်ပေါ်ပေါ်ပဲပေါ့စားကောင်းတောက်ကောင်းတော့ပဲလုပ်မယ်ပေါ့ဟုတ်လားနော်ဒါဘာကွာသွားရတယ်ဆိုရင်သူတို့ချင်းယုံကြည်မှုကွာသွားတာလေဟိုလူကဒါအရေးကြီးဆုံးဒါအလွတ်လို့ကျန်တဲ့ဘယ်ဟာမှသူ့စိတ်ထဲမှာဒါလောက်တန်ဖို့မထားဘူးသူယုံကြည်မှုကဒါရဲ့ပုံမှာအကြီးကြီးရှိတယ်အဲကြောင့်မလို့သူလှုပ်သွားနိုင်တာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုသိသိချင်တာကယုံကြည်ရင်ယုံကြည်သလောက်ကောင်းမှုကိုလှုပ်တယ်ဆိုတဲ့အချက်ပဲလှုပ်တယ်ဆိုတဲ့နေရာမှာတော့မှယုံတဲ့လောက်ပဲလှုပ်မယ်နော်နည်းနည်းယုံရင်နည်းနည်းလှုပ်မယ်အများကြီးယုံရင်အများကြီးလှုပ်မယ်နည်းနည်းမှမယုံရင်နည်းနည်းမှမလှုပ်ဟုတ်လားမလှုပ်ရင်အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခကိုရနိုင်မလားမရနိုင်ဘူးနော်ဒါကြောင့်အထူးသဖြင့်တရားဘာဝနာကိုကြိုးစားအထောက်ပြီးတော့တရားဘာဝနာကိုသိလို့ကြိုးစားအထောက်လို့အသိအမြင်မှန်ကိုရလို့ဖြစ်တဲ့ချမ်းသာကိုခံစားရဘူးလို့ရှင်ပို့ပြီးတော့ဒါကနားလည်နိုင်တယ်ပေါ့နော်ယုံတဲ့လောက်လှုပ်တယ်လှုပ်တဲ့လောက်လည်းပဲကောင်းကျိုးကိုရတယ်ယုံကြည်မှုဟာအရင်အရေးပါတယ်နော်ဒါကြောင့်မြတ်စွာဘုရားသူ့ကိုနံပါတ်1နေရာမှာရှေ့တန်းတင်ပြီးတော့ဟောတာနော်အစစ်အမှန်ယရဏမြတ်သုံးပါးနဲ့ကံခံရဲ့အကျိုးရဲ့ပုံမှာယုံကြည်မှုရှိရင်ရှိသလောက်အဲ့ဒီလိုချမ်းသာတယ်လို့ဟောတာယုံကြည်မှုမရှိရင်မရှိသလောက်အဲ့ဒီလိုကောင်းမှုနဲ့ဝေးပြီးတော့ကောင်းမှုရဲ့အကျိုးဆက်ကိုမရဘူးပေါ့ဒါပါပဲဟုတ်လားဒါကြောင့်နံပါတ်1ယုံကြည်မှုတည်းဟူသောတတ္တတရားဟုတ်လားယုံကြည်မှုတည်းဟူသောဥစ္စာပစ္စည်းအဲ့လိုဆိုရင်နံပါတ်2ဥစ္စာပစ္စည်းဆက်သွားမယ်နံပါတ်1ဥစ္စာပစ္စည်းကဘာလဲတော့သီလတဲ့ကိုချင်းသီလကိုဒီနေရာမှာမြတ်စွာဘုရားတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောတယ်သူ့ကိုပိုင်ရင်ပိုင်တဲ့လောက်သူလည်းပဲချမ်းသာတဲ့လူတစ်ယောက်ဖြစ်တယ်သူ့ကိုမပိုင်ရင်မပိုင်တဲ့လောက်သူလည်းပဲဆင်းရဲတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတော့နားလည်ရမယ်လူသားတစ်ယောက်အနေနဲ့၅ပါးသောတိတ်ခါဖို့ကိုချင်းသီလတို့ကိုမကြိုးမပေါက်မပြောင်းမကြအောင်တကယ်ဖြူစင်အောင်စောင့်ထိန်နိုင်မယ်ဆိုရင်ဒီလူဟာလူချမ်းသာတစ်ယောက်ပဲဘာချမ်းသာတာတုံးလို့မေးရင်လူရင်းပြောမယ်နော်အနာဝိဇ္ဇဒုက္ခဆိုတဲ့စကားလုံးလေးနော်အနာဝိဇ္ဇအပြစ်ကင်းတဲ့ဒုက္ခချမ်းသာအပြစ်ကင်းလို့ဖြစ်တဲ့ချမ်းသာတဲ့မျက်နှိုးစရာကောင်းတဲ့စကားလုံးရဲ့နာမည်လေးကွာဟုတ်လားအနာဝိဇ္ဇဒုက္ခအပြစ်ကင်းလို့ဖြစ်တဲ့ချမ်းသာအဲ့ဒီချမ်းသာအယံတန်ဖို့ရှိတယ်မြတ်စွာဘုရားချမ်းသာ၄မျိုးဆိုဟောတာရှိရဲ့ဗျအဋ္ဌိဒုက္ခတဲ့ပိုင်ဆိုင်လို့ရှိလို့ဖြစ်တဲ့ချမ်းသာငါမှာဘာရှိတယ်ဘာရှိတယ်ဘာတွေရှိတယ်ငါဘာတွေပိုင်တယ်အဟုတ်တွေးပြီးတော့ဖြစ်တဲ့ချမ်းသာနော်ပိုင်ဆိုင်လို့ဖြစ်တဲ့ချမ်းသာရှိတယ်နော်အဲ့ဒါအတွက်အများကြီးကြိုးစားကြတာမရှိဘူးလားရှိတယ်နော်ဘောဂဒုက္ခတဲ့
သုံးဆောင်လို့ဖြစ်တဲ့ချမ်းသာတချို့ဟာရှိတော့ရှိတယ်မသုံးဆောင်ဘူးအတိုင်းသိမ့်မဲ့သိမ့်တာကိုလည်းမတရားဘူးသူများပေးဖို့ဆိုတာတော့ဝေးရောဟုတ်လားအဲ့ဒါဆိုရင်အဲ့ဒီလိုဘောဂဒုက္ခရမလားမရဘူးเนาะတချို့ကသိမ့်မရှိပေမဲ့လို့တန်အောင်နေသွားဘဝမှာဒါလောကီပြောလေးပြောချင်တာဟုတ်လားသုံးဆောင်မှုရှိတယ်ဟုတ်လားသုံးဆောင်လို့ဖြစ်တဲ့ချမ်းသာเนาะအဲ့ဒါပါလေဘောဂဒုက္ခနောက်ဦးဇင်းတို့ချမ်းသာတစ်မျိုးရှိသေးတယ်အာနန္ဒယဒုက္ခတဲ့ကျွေးကင်းတဲ့ချမ်းသာငါဘာမှဘာမှပေးကြမရှိဘူးရှင်းလိုက်တာကျွေးကင်းတဲ့ချမ်းသာတယ်နောက်တခါကြီးတွေရဲ့စကားပြောတာခဏခဏကြားတာတောင်းရင်ဒီနိုင်ငံမှာကျွေးကင်းတဲ့ချမ်းသာရဖို့တော့သိမလွယ်ဘူးတူတယ်ဟဲ့နော်ကျွေးတယ်လူတိုင်းရှိနေတာဒါတွေကျွေးဘူးတော့ဟုတ်ဟာမတူပါဟုတ်လားကျွေးအေးဖြစ်မယ်နဲ့တူတယ်နော်ကျွေးအေးဆိုတော့နဲ့တော်သေးတာဟုတ်လားမြတ်စွာဘုရားအဲ့ဒါထည့်ဟောတယ်နော်ကျွေးကင်းတဲ့ချမ်းသာတယ်ဘယ်သူမှပေးကြမလို့နောက်ဆံအလွန်ရှင်းတယ်ပေါ့နော်ဒီမျိုးရှိတောင်ချမ်းသာ၃မျိုးနော်၄ခုမြောက်ချမ်းသာအခုပြောတဲ့အနာဝိဇ္ဇဒုက္ခနော်အပြစ်ကင်းတဲ့ချမ်းသာအဲ့ဒီအပြစ်ကင်းတဲ့၄ခုမြောက်ချမ်းသာသည်တဲ့ရှေ့ကပြောခဲ့တဲ့ရှိလို့ခံစားလို့ကြွေးကင်းလို့ဖြစ်တဲ့ချမ်းသာတဲ့အစာပေါင်းများစွာပါတယ်တဲ့အနာဝိဇ္ဇဒုက္ခဘလောက်ပစ္စည်းတွေရှိဘလောက်သုံးဆောင်ရအနာဝိဇ္ဇဒုက္ခကိုမမီဘူးသူကနှလုံးစိတ်ပေါ်ရမ်းအေးချမ်းစေတယ်နော်ကိုချင်းသီလကိုဖျက်ဆီးပြီးတော့တချို့စီးပွားရှာတာရှိတယ်နော်စီးပွားတွေတော့ရှိကောင်းရှိမယ်သို့တော်လိမ့်နေတဲ့ချမ်းသာကိုတော့ရဖို့မလွယ်ဘူး။အောင်ဆိုသူလိမ့်ပြမလွယ်ဘူးလေသူဘာတွေလုပ်ထားတယ်ဆိုတော့ तू သိတာပဲ။ तू ဘလို့နီးနဲ့ချမ်းသာကိုရှာထားတယ်ဆိုတော့ तू သိတာပဲ။ဒါတကယ်လိမ့်နေတဲ့ချမ်းသာဆိုတာကစိတ်ထဲမှာပဲနော်ယူဝသားသားမှန်မှန်ကန်ကန်ဖြူဖြူရှင်းရှင်းဖြစ်လာတတ်တဲ့အရာမျိုးဟုတ်လားအဲ့တော့ဟန်နဲ့မှန်နဲ့လားနေကောင်းနေရမယ်တကယ်လေးနေတဲ့ချမ်းသာကိုတော့ तू ရဖို့မလွယ်ဘူး။ဒါကြောင့်မြတ်စွာဘုရားကိုချင်းသီလနော်ချမ်းသာခြင်းရဲ့အကြောင်းတရားဖြစ်လို့မို့သူ့ကိုပိုင်ရင်ပိုင်တော့ဒီလိုဟာလူချမ်းသာဖြစ်တယ်လို့ဟောတာနော်ဒီနေ့တညတုန်းကဦးဇင်းဟောခဲ့ပူပါတယ်ဒါလေးကိုချင်းသီလပြည့်စုံရင်နော်စိတ်တွေကြည်လင်ရွှင်လန်းဝမ်းမြောက်ပြီးတော့ပီတိပတ္တိဒုက္ခသမာဓိယထာဘုဒ္ဓဉာဏတတနာနောက်ဆုံးနေပြည်တာဝိရာဂဝိရိဇဝိမု ക്തി မဉ္ဇဉ်ဖွဉ္ဇဉ်အထိအကြောင်းအကျိုးဆက်ပြီးတော့ရသွားလိမ့်မယ်လို့ဘုရားဟောထားတဲ့ဒေသနာတစ်ခုဦးဇင်းပြောခဲ့ပူတာမှတ်မိမယ်ထင်တယ်နော်ကိုချင်းသီလပြည့်စုံရင်အလိုလိုနေရင်းနဲ့စိတ်ရဲ့ခွန်အားတွေနော်စိတ်မှာအပြစ်ကင်းပြီးတော့နော်တမာတိပညာဒီထိတက်သွားတာဟုတ်လားဒါကြောင့်ကိုချင်းသီလတွေကိုတော့ဥစ္စာပစ္စည်းကိုပိုင်ဆိုင်ပြီးတော့မစင်ရဲမနှွမ်းပါကြတဲ့ပုံကိုယ်တွေဖြစ်အောင်ကြိုးစားကြရမှာဟုတ်လားကိုချင်းသီလကိုပိုင်ရင်လူချမ်းသာမပိုင်ရင်လူစင်ရဲအလွန်ရိုးရှင်းပါတယ်ဒေသနာကဟုတ်လားအဲ့နှမျိုးရှိသွားတော့နှမျိုးရှိသွားပြီနော်တတ္တာသီလနောက်ဦးဇင်းတို့ဟိရိနဲ့ဥတ္တပ၃ခုမြောက်နဲ့၄ခုမြောက်ဥစ္စာပစ္စည်းကိုတော့နည်းနည်းပေါင်းပြီးတော့ပြောကြည့်အောင်နော်ဟိရိဥတ္တပအရှက်အကြောက်အလုံးနားတယ်နော်ဘာကိုရှက်တာတုံးဘာကိုကြောက်တာတုံးလို့မေးရင်ရှက်တင်ရှက်ထိုက်ကြောက်တင်ကြောက်ထိုက်တာကိုရှက်တာကြောက်တာအဲ့လို့ဆိုရင်လောကကြီးမှာရှက်တင်ရှက်ထိုက်ကြောက်တင်ကြောက်ထိုက်တဲ့အရာကဘာလဲလို့မေးရင်အကုသိုလ်ပဲဟုတ်လားမကောင်းမှုအကုသိုလ်သည်အတိဉာဏ်ပညာနဲ့ကြည့်မယ်ဆိုရင်သူဟာရှက်တင်ရှက်ထိုက်တဲ့ကိစ္စကြောက်တင်ကြောက်ထိုက်တဲ့ကိစ္စဖြစ်တယ်တဲ့ဘာဖြစ်လို့တော့အကုသိုလ်တွေဆိုတာရှက်စရာတွေကိုအများကြီးဖြစ်စေတတ်တယ်တဲ့နော်ဒီဘဝတွေတချို့အရှက်တကွဲအကျိုးနဲ့ဖြစ်ကြတာရှိတယ်နောက်ဘဝလည်းပဲအရှက်တကွဲအကျိုးနဲ့အကျိုးတွေကိုဖြစ်စေတတ်တယ်ဆိုကြပါစို့လူတယောက်တည်သွားတယ်အခွေးကြီးဖြစ်သွားတယ်နွားကြီးဖြစ်သွားတယ်ဆိုကြပါစို့သိနိုင်စွမ်းရှိလို့နောက်လူတွေကသိရမယ်ဆိုရင်ဒါတော်တော်ရှက်စရာကောင်းတဲ့ကိစ္စလို့မဆိုနိုင်ဘူးလားတော့သားသမီးတွေတောင်ဟဲ့အနည်းအဖေသေးတော့ခွေးကြီးဖြစ်သွားတယ်ဆိုတော့သားသမီးတွေတောင်အရှက်ရတယ်ဟုတ်လားအဲ့လိုဆိုရင်အဲ့ဒီလူကိုခွေးဖြစ်အောင်နွားဖြစ်အောင်ဘယ်သူကလှုပ်လိုက်တာဘယ်သူဖန်တီးလိုက်တာတော့လို့မေးအာဟုသူကဖန်တီးတာပဲလေဒါကြောင့်အကုသိုလ်ဆိုတာပြစ္ဆုတ်ပံမှာလည်းရှက်စရာအကျိုးပေးကိုဖြစ်စေတတ်တယ်တန်တရားမှာလည်းပဲရှက်စရာအကျိုးပေးတွေကိုဖြစ်စေတတ်တယ်ဆိုတာကိုကြည့်ရင်ဒါဟာရှက်တဲ့ရှက်ထိုက်တဲ့ကိစ္စဆိုတာမထင်ရှားဘူးလားထင်ရှားတယ်နောက်တစ်ချက်အကုသိုလ်အမှုတွေဆိုတာဖြစ်စဲမှာလည်းပူလောင်နေပင်ပန်းနေဆင်းရဲတယ်ဟုတ်လားတစ်ချိန်မှာအကျိုးပေးပြီဆိုရင်လည်းပဲငရေလိမ့်ဆံပြိတ္တာသူတွေကဆိုတဲ့ကြောင့်မဲ့ဖေရဘဝအကျိုးတွေကိုပို့တတ်တယ်ဒါကြောင့်ပညာနဲ့ကြည့်မယ်ဆိုရင်အကုသိုလ်တို့သည်ကြောက်စရာကိစ္စကြောက်စရာလုပ်ငန်းတွေဖြစ်တယ်ဆိုတာကိုမထင်ရှားဘူးလားထင်ရှားတယ်ဒါကပညာရှိမှသိနိုင်တာနော်အကုသိုလ်ရဲ့အကျိုးကိုမြင်တဲ့ပညာကိုရည်ညွှန်းတာနော်အကုသိုလ်ရဲ့အကျိုးကိုမြင်တဲ့ပညာရှိရင်ရှိသလောက်နော်အကုသိုလ်ဆိုတာရှက်စရာကြောက်စရာလို့သူမြင်တယ်ရှက်ရကောင်းကြောက်ကောင်းမှသိတယ်ပေါ့ဆိုလိုတာကရှက်ရကောင်းကြောက်ကောင်းမှသိတာပါလေပညာဟုတ်လားရှက်ရကောင်းကြောက်ကောင်းမှသိလို့ရှက်တယ်ကြောက်တယ်ဆိုရင်တော့အဲ့ဒါဟိရိဥဒ္ဒပနော်ရှက်တာကဟိရိကြောက်တာကဥဒ္ဒပဟုတ်လားဟိရိကိုဦးဇင်းတို့
ဘယ်လိုနားလဲရမှာလဲဆိုလို့ရှိရင်နော်အမျိုးကောင်းသမီးများနော်ပြည်တသာမတွေရှိတဲ့လမ်းတွေကိုသွားမှာရှက်တယ်လို့မျိုးဟုတ်လားမကောင်းတာမလုပ်ချင်ဘူးရှက်ရွံ့တယ်နော်ဆန်းကျင်ဘက်အနေနဲ့အရှက်မရှိဘူးဆိုတဲ့လူတွေကြတော့ဘယ်လိုဥမာပေးတော့နော်ဝက်တွေဟာတဲ့ရွာထဲမှာသွားလာကျက်စားတဲ့အချိန်မှာတွေ့သမျှရှင်ဝက်တွေကိုထိုးမယ်ယွန်းတယ်ဆိုတာသူ့မှာမရှိဘူးနော်အစင်ချင်းကြီးတွေတွေ့လဲထိုးလိုက်မှာပဲသူကဘာလို့မှမယွန်းဘူးမရှက်ဘူးပေါ့နော်အဲ့လိုဥမာပေးရနော်ကြောက်တယ်ဆိုတာကြတော့ဘယ်လိုဥမာပေးတော့နော်တန်တွေကဲရေရဲကိုရင်ကောင်မနာရဲတယ်လို့ပဲဟုတ်လားကြောက်တယ်ပေါ့အကုသိုလ်နာမကတ်ရဲဘူးနော်မကြောက်ဘူးဆိုတာကြတော့ဘယ်လိုဥမာပေးတော့ဆိုတော့ပိုးပလံမျိုးမီးကိုတိုးတယ်ဟောနော်ပိုးကောင်လေးတွေတိုးတာနော်မီးကိုပြီးရင်မဖြစ်တော့လောင်တာကျွမ်းတာကိုခံရတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းတို့ကောင်တို့အကုသိုလ်အမှုတွေဆိုတာရှက်စရာကြောက်စရာတွေကိုဖြစ်စေတတ်တဲ့လို့သိမြင်နားလေတဲ့ဉာဏ်ပညာကြီးမားစွာနဲ့နော်ရှက်တတ်တဲ့ကြောက်တတ်တဲ့နော်အခြေခံဟိရိဥဒ္ဒပကိုအားကောင်းအောင်ကြိုးစားရမယ်အဲ့ဒါကိုလည်းမြတ်စွာဘုရားကပိုင်ဆိုင်ရင်ပိုင်ဆိုင်တဲ့လောက်ချမ်းသာစေလို့သူ့ကိုလည်းပဲဥစ္စာပစ္စည်းလို့ဒီလိုဟောတာအဲ့လိုဆိုရင်ဦးဇင်းတို့တွေးစရာလေးပြောမယ်နော်ဒီဟိရိဥဒ္ဒပကိုဘာကြောင့်သူ့ကိုပိုင်ဆိုင်ရင်ချမ်းသာတယ်လို့ပြောရတာတော့ချမ်းသာဒုက္ခနဲ့သူနဲ့ဟာဘလို့ဆက်နွယ်နေတာတော့ဟုတ်လားအရှက်အကြောက်ကြီးရင်ကြီးသလောက်အကုသိုလ်နည်းမယ်ဆိုတာကိုလူတိုင်းလက်ခံတယ်ဟုတ်တယ်မဟုတ်လားတကယ်လို့ကိလေသာအာကြီးလို့တိုက်တွန်းနှိုးဆော်လို့မလုပ်ရမနေနိုင်မပြောမိမပြောရမနေနိုင်လုံးမိပြောမိသည်ဆိုအောင်တော့အရှက်အကြောက်ရှိနေလို့ရှိရင်လုပ်ရတာရဲရဲဝံ့ဝံ့ကြီးတော့မဟုတ်ဘူးပေါ့နော်ဟုတ်တယ်မဟုတ်လားနည်းနည်းတွန့်ရှုပ်နေတဲ့သဘောလေးတော့ရှိမယ်ပေါ့အကုသိုလ်မှုပြုအောင်တောင်မှအာသိမ့်မရှိဘူးပေါ့သဘောပေါက်လားမသိဘူးနော်အဲ့တော့ပြောနေတာကဟိရိဥဒ္ဒပအားကောင်းရင်အားကောင်းတဲ့လောက်အကုသိုလ်နည်းတယ်ပေါ့အကုသိုလ်နည်းရင်ဘာဆက်နည်းသွားမလို့ထင်လဲဆင်းရဲဒုက္ခနည်းမယ်ပေါ့နော်အကုသိုလ်နဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးသဘောဆိုတာစွဲနေအောင်မှတ်ရမယ်ဟုတ်လားအဲ့တော့ဒီနေ့မှာအကုသိုလ်ဆိုတာလည်းတန်နေဖြစ်နေတာတော့ကိုမှအကုသိုလ်လို့နားလေလို့မပြည့်စုံဘူးနော်စိတ်ထဲမှာဖြစ်နေတဲ့အကုသိုလ်တွေကိုအများကြီးနားလေဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်အကုသိုလ်နည်းရင်နည်းသလောက်ဆင်းရဲနည်းသွားတယ်ဒါကြောင့်မလို့ဟိရိဥဒ္ဒပကိုဥစ္စာပစ္စည်းလို့ခေါ်တာအဲ့ဒီနေရာမှာဦးဇင်းတို့ဟိရိဥဒ္ဒပရဲ့အဓိပ္ပာယ်ကိုကြည်ကြည်ပြည့်ပြည့်နားလည်ပြီးတော့မြင့်တင်ဖို့လဲလိုမယ်လို့ထင်တယ်။ညာသောဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေကအကုသိုလ်တွေကိုရှက်တယ်ကြောက်တယ်ဆိုတဲ့နေရာမှာတိတာထင်ရှားတဲ့ကာယကံမှုဝစီကံမှုအကုသိုလ်တွေကိုပဲရှေ့ရကောင်ကြောက်ကောင်မှသိကြတာ။အဲ့ဒါတွေကသူများလဲမြင်တယ်လေ။ဟုတ်လား။ရာဇဝတ္တန်တွေလည်းသိနိုင်တယ်လေ။ဟုတ်လား။ဒါပေမဲ့စိတ်ထဲမှာဖြစ်နေတဲ့အကုသိုလ်တွေကိုကြတော့အများစုကရှေ့ရကောင်ကြောက်ကောင်မှသိပြီးတော့မသိဘူး။စိတ်ထဲမှာဖြစ်တဲ့အကုသိုလ်ကိုကြတော့အကုသိုလ်မဟုတ်တဲ့အတိုင်းလူတွေကတချို့သဘောထားရတာပေါ့တကယ်ကဟိရိဥဒ္ဒပကိုကြည်ကြည်ပြည့်ပြည့်နားလည်ခြင်းအဲ့ဒီထိသွားမှာနော်မကောင်းမှုကိုရှစ်တယ်ကြောက်တယ်ဆိုတဲ့နေရာမှာမကောင်းမှုအမျိုးအစားကဘယ်ထိသွားမှာလဲမနောကံထိသွားမှာကာယကံဝစီကံမကောင်းမှုလောက်တင်ရှက်ယုံကြောက်အောင်များနဲ့မလုံလောက်ဘူးမနောကံမကောင်းမှုထိရှစ်တယ်ကြောက်တဲ့အဆင့်ထိမြင့်တင်ကြဖို့တော့မလိုဘူးလားလိုတယ်အဲ့ဒီအဆင့်ထိတော့ဓမ္မတို့ရဲ့ဥစဉ်တို့ရောသိပြီးတော့မရောက်ကြဘူးပေါ့နော်ပြောရလို့ရှိရင်အလိုဆန္ဒဆိုတဲ့လောဘတွေဖြစ်ရတာရှက်စရာကြောက်စရာအဲ့ဒီထိသွားမှာမကျေနပ်တဲ့စိတ်တူတဲ့စိတ်ဆိုးတဲ့ဒေါသတွေဖြစ်ရတာများရှက်စရာကြောက်စရာလို့အဲ့ဒီထိသွားမှာဟုတ်လားမိမိရောပေါ့ပေါ့ဆဆဖြစ်တယ်လို့မောဟကြီးလွှမ်းမိုးပြီးတော့တရားအသိမရှိဘဲနဲ့သတိမရှိဘဲနဲ့နေရတာကြီးများရှက်စရာကြောက်စရာလို့အဲ့ဒီထိသွားမှာအဲ့ဒီထိတော့သွားဖို့တိတ်ပြီးတော့မလွယ်သေးဘူးပေါ့နော်ဟုတ်လားတော့မသွားကြဘူးပေါ့နော်စိတ်ထဲမှာမကောင်းမှုဖြစ်တာတော့ရှက်အကောင်ကြောက်ကမှတိတ်ပြီးတော့မသိဘူးကိုတယောက်တည်းလည်းမဟုတ်တာလည်းပါမယ်နဲ့တူတယ်နော်အကုန်လုံးကဒီလိုရွှဲဆိုတော့အားရှိနေနဲ့တူတယ်ဟုတ်လားသိပြီးတော့ရှေ့ရကောင်ကြောက်အောင်မှမသိတော့သူလည်းတူတူကိုလည်းတူတူနဲ့အနုနုတွေရဲဆိုအားရှိနေတော့ဟုတ်လားတကယ်လို့ဆိုရင်အဲ့ဒီထိသွားဖို့မလိုဘူးလားလိုတယ်နော်မြတ်စွာဘုရားအပြည့်စုံဟောတာပဲလေအကုသိုလ်ကိုရှေ့ရမယ်ကြောက်မယ်ဆိုတဲ့နေရာမှာကာယကံဝစီကံမနောကံအကုသိုလ်တွေအကုန်လုံးထည့်သွင်းပြီးတော့ဟောတာအဲ့ဒါတရားဓမ္မတို့ဦးဇင်းတို့ကမတိမဆိုမဲ့တွေးကြတာပေါ့နော်ဒါကြောင့်အဲ့ဒီစင်တီများအကုသိုလ်ကိုရှက်တဲ့ကြောက်တဲ့စင်တီမြင့်တင်နိုင်မှဆိုရင်တော်တော်ကြီးကိုအကုသိုလ်နည်းသွားတာအကြောင်းမရှိဘူးလားနော်စိတ်ထဲမှာတော့အကုသိုလ်တွေအများကြီးနည်းသွားနိုင်တယ်ဒါကြောင့်အရှက်အကြောက်ကိုအကုသိုလ်တဲ့တကယ်တမ်းကဟုတ်လားအောင်ဆိုအကုသိုလ်ကိုရှက်တယ်ကြောက်တယ်ဆိုတာဖြစ်လာရင်တစ်ဖက်ကကုသိုလ်ကို तू ပုံပြီးတော့အပ်တော့မှာအဲ့ဒီဘက်ကို तू ရောက်မှာသဘောပေါက်ရဲ့လားဒါကြောင့်ဟိရိဥဒ္ဒပကိုမြတ်စွာဘုရားနော်တန်ဖိုးကြီးတဲ့ဥစ္စာပစ္စည်းတွေကိုထည့်ပြီးတော့ဟောတာနော်အဲ့ဘယ်နှပါးရှိသွားပြီတော့၄ပါးရှိသွားပြီနောက်ဦးဇင်းတို့၅ခုမြောက်ဥစ္စာပစ္စည်းကြတော့ဗါတဲ့တော့တုတ္တနော်တတ္တဒနံသီလဒနံဟိရိဥဒ္ဒပိယံဒနံတုတ္တဒနင်္စစာကောစဟုတ်လားတုတ္တရောက်သွားပြီနော်
တုတ္တဆိုတဲ့စကားလုံးလေးကိုပေတတို့ကဘဟုဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့မှတ်ကြတာမရှိဘူးလားဘဟုတုတ္တဘဟုတုတ္တဟုတ်လားဘဟုများပြားသောတုတ္တအကြအမြင်ဟိုဟာတိဒီဟာတိဟိုဟာနားလဲဒီဟာနားလဲဆိုဩဒီလူကဘုတုတ္တသိမ့်များတာပဲပြောကြတာမရှိဘူးလားရှိတယ်သို့တော့ဒီနေရာမှာတန်ဖိုးရှိတဲ့တုတ္တဆိုတာဘယ်လိုတုတ္တမျိုးကိုဆိုတာလဲဆိုတာတော့ခွဲခြားဝေဖန်ပြီးတော့နားလည်ဖို့လိုတယ်ဟုတ်လားပြောချင်တာကနော်အကြအမြင်များတိုင်းတန်ဖိုးရှိတဲ့တုတ္တလို့မဆိုလိုဘူးဆိုတာကိုပြောချင်တာနော်တိလည်းပဲတိတ်အကြောင်းမထူးတယ်မတိလည်းပဲတိတ်အကြောင်းမထူးတယ်တန်ဖိုးမရှိတဲ့တိစရာတွေကိုအတိမြင်များနေတာမျိုးကိုဒီနေရာမှာတန်ဖိုးရှိတဲ့တုတ္တလို့မဆိုလိုဘူးဟုတ်လားတန်ဖိုးရှိတဲ့တုတ္တဆိုတာဘယ်လိုတုတ္တမျိုးကိုပြောတာလဲဆိုရင်တဲ့မြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်ပြထားတာရှိတယ်ဒီတုတ္တရဲ့ရှေ့တုတ္တမှာဟုတ်လားဘယ်လိုတုတ္တမျိုးကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရှင်ကိုရမကြီးဟောခဲ့တဲ့ဟောထားတဲ့ဒုက္ခငြိမ်းချမ်းချမ်းသာကြောင်းနိလန်းအစစ်ဖြစ်တဲ့ဒီတရားဒေသနာတွေကိုအများကြီးလေ့လာလိုက်စားမှတ်သားပြီးတော့မျက်နှိုးလွန်းလို့နော်လေ့လာတယ်လိုက်စားတယ်မှတ်သားတယ်ဒါကြောင့်ကိုယ့်ရဲ့ခေါင်းနဲ့စိတ်ထဲမှာဒီဒေသနာတွေနဲ့ပတ်သက်ပြီးတော့အများကြီးသိမြင်နားလည်နေတာမျိုးကိုတန်ဖိုးရှိတဲ့တုတ္တလို့ပြောတာတဲ့ဒါအခုတရားနာနေရဆိုတာအဲ့ဒီတုတ္တဥစ္စာပစ္စည်းကိုစုဆောင်းတာပေါ့နော်တန်ဖိုးရှိတဲ့စာပေတွေဖတ်ရှုတာလည်းဒီထဲမှာအကျုံးဝင်တာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီတုတ္တကိုအများကြီးတန်ဖိုးထားဖို့လိုတယ်သူကချမ်းသာခြင်းရဲ့အကြောင်းတရားပဲသူ့ကိုဥစ္စာပစ္စည်းလို့ဟောတာကိုကြည့်ရင်မသိနိုင်ဘူးလားသိနိုင်တယ်နော်အဲ့တော့ဒီနေ့မှာဦးဇင်းတို့ဒီတုတ္တကိုဘာလို့တန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောရတာလဲသူရှိရင်ဘလို့ချမ်းသာတာလဲချမ်းသာဒုက္ခနဲ့ဒီတုတ္တနဲ့ဘလို့ဆက်နွယ်နေတာလဲစဉ်းစားရမလို့ဘူးလားလို့ရနော်အဲ့တော့အဲ့ဒီဟာကိုစဉ်းစားတဲ့နေရာမှာဦးဇင်းတစ်ခုပြောရင်တာကနှိုင်းရှင်ကြည့်ခြင်းအပြင်စဉ်းစားကြည့်အောင်ဘုရားဟောဒေသနာတွေကိုအတိအမြင်များတဲ့လူတစ်ယောက်နဲ့ဘုရားဟောဒေသနာကိုဘာမှမသိတဲ့လူတစ်ယောက်ဒီလူနှစ်ယောက်ဘဝရဲ့အခက်အခဲပြဿနာတွေကိုဖြေရှင်းကြတဲ့နေရာမှာတစ်ယောက်နဲ့တစ်ယောက်တူနိုင်မလို့ထင်လားတွေးပုံကြံပုံချင်းကိုတူမလို့ထင်သလားလှုပ်ပုံကိုင်ပုံပြောပုံရှေပုံဘဝရဲ့အနေထားတွေနဲ့ပတ်သက်ပြီးတော့ခံယူချက်ချင်းကိုတူမလို့ထင်လားမတူဟုတ်လားအဲ့ဒါသေချာစဉ်းစားကြည့်နော်တချို့ဒီဒေသနာတွေကိုဘာမှမသိဘူးတဲ့အခါကျတော့အယံလွယ်ကူတဲ့ဖြည့်ရှင်းဖို့ဘာမှမခက်တဲ့ပြဿနာမျိုးတောင်သူတို့မဖြေတတ်ဘူးမရှင်းတတ်ဘူးဟုတ်လားမဖြေတတ်ဘူးဆိုတော့မဖြေလေဘူးပေါ့မရှင်းတတ်ဘူးဆိုတော့ရှုပ်ကုန်တယ်ပေါ့ဟုတ်တယ်မဟုတ်လားလောကကြီးမှာမဖြေလေဘူးဟေးရှုပ်ထွေးလိုက်တာဒါပါဘူးလို့တော့မဖြေရှင်းတတ်လို့ပေါ့ဟုတ်တယ်မဟုတ်လားဘာလို့မဖြေရှင်းတတ်တာတော့သူ့ကောင်းထဲမှာဖြေရှင်းနိုင်လောက်အောင်မြင်မာတဲ့အရည်အသွေးတုတ္တမှတ်သားထားတာမရှိဘူးဟုတ်လားဒါကြောင့်ကောင်းတာတွေကိုအများကြီးမှတ်သားထားဖို့လိုတယ်နော်ဥစဉ်တရားထဲမှာခဏခဏထည့်ပြီးတော့ဟောနေကြလွန်ခဲ့တဲ့နှစ်ကဘုံဘုံတို့ရွာဘက်မှာတပန်းစိတ်ဆယ်ကြီးဆိုတာရှိတယ်အဲ့ဒီတပန်းစိတ်ဆယ်ကြီးကနေပြီးတော့လေတွေကိုရေးပေးတဲ့ရေမြောင်းကြီးရှိတယ်ရေမြောင်းကြီးကအနဲ့ကြီးအကျယ်ကြီးအဲ့ဒါဥစဉ်တို့ရွာကနေဖြတ်သွားတာအဲ့ဒီရေမြောင်းကြီးကအဲ့ဒါဥစဉ်တို့ရွာနာကရွာတရွာကဒကမတယောက်ကတယောက်ကြားနဲ့ရံဖြစ်ပြီးတော့အဲ့ဒီရေမြောင်းလေးကိုခုံချပြီးတော့အဆုံးစီရင်တယ်ဟာအောစရာကောင်းတာသူတယောက်တည်းခုံချတာမို့သူမွေးထားတဲ့ကလေးသုံးပါတခါတည်းခေါ်သွားကုန်သေးတာပဲဟုတ်လားအဲ့တော့ဦးဇင်းစဉ်းစားကြည့်တယ်ဩဒီမျိုးသမီးမြတ်စွာဘုရားရဲ့တရားဒေသနာတွေကိုဘာမှကောင်းကောင်းကံမှတ်သားဘူးဟာမတူဘူးလေ့လာဘူးဟာမတူဘူးဗုဒ္ဓဘာသာတော့ဖြစ်နေတာပဲမိယောဗလာပေါ့နော်ဒါပေမဲ့သူ့ခေါင်းထဲမှာဘုရားဒေသနာတွေကိုဘာမှသိထားတာမြင်ထားတာမရှိဘူးဒါကြောင့်သူကတော့သူ့အတွက်ဒါအကောင်းဆုံးဆိုပြီးတော့လှုပ်ချလိုက်တာပဲလေဟုတ်တယ်မဟုတ်လားသူ့အတွက်ဓာတ်ထက်ကောင်းတဲ့အဖြစ်သူရှာလို့မတွေ့ဘူးသဘောပေါက်ရဲ့လားတကယ်လို့လားဘုရားဟောဒေသနာတွေကိုသူအများကြီးလေးလာလိုက်စားမှတ်သားထားခဲ့ဘူးမယ်ဆိုရင်ဒီလိုမျိုးဆုံးဖြတ်စရာအကြောင်းမရှိဘူးအဲ့တော့လူတွေဟာကိုသိတယ်လို့ကိုနားတယ်လို့ဆုံးဖြတ်ပြီးတော့လောက်ကင်နေကြတာပြောဆိုနေကြတာတွေးကြံနေကြတာဒါကတော့ရှင်းတယ်နော်ကိုသိတယ်လို့နားလေတယ်လို့နော်ပြောနေကြတာလုံနေကြတာတွေးနေကြတာအဲ့တော့ကိုယ့်ရဲ့ဒီကံသုံးပါးအမှုရာအလုပ်တွေအပြောတွေအတွေးတွေကိုတကယ်ဘယ်သူချုပ်ကင်နေလဲလို့မေးရင်ဒီခေါင်းထဲကအသိအမြင်ကချုပ်ကင်နေတာဟုတ်တယ်မဟုတ်လားသူအရန်အရေးပါတယ်နော်နိုင်ငံတနိုင်ငံမှာဒါအုပ်ချုပ်သူအဖွဲ့အစည်းပဲခေါင်းဆိုတာဟုတ်တယ်မဟုတ်လားခန္ဓာကိုယ်ကြီးကနိုင်ငံတစ်ခုဆိုရင်ဒီတွေကအသိဉာဏ်ကဘာလုပ်နေရတော့အုပ်ချုပ်နေတာနော်အဲ့တော့ကိုယ့်ကိုအုပ်ချုပ်မဲ့အရာကိုဘလို့ပုံကူမျိုးတွေကိုကိုခန့်ထားခြင်းနဲ့လေဟောစဉ်းစားရကောင်းတယ်ဟုတ်လားကိုယ်ကောင်းတဲ့ကိုဘလို့အသိဉာဏ်တွေကိုထည့်မလဲစဉ်းစားကြမကောင်းလားတခါစဉ်းစားမိတာတခုရှိတယ်ဦးဇင်းတို့ဗိုက်ထဲထဲတဲ့အစားအစာကိုအများကြီးစဉ်းစားရတယ်ဟုတ်လားမသိတော်တာထည့်မိရင်ဒုက္ခရောက်မှာလေဟုတ်လားတဗိုက်ထဲထဲတဲ့အစားအစာကိုတော့အများကြီးစီစစ်ပြီးတော့တင့်မတင့်တဲ့မတဲ့စဉ်းစားပြီးတော့မှထည့်ရတယ်ဆိုရင်ခ
ခေါင်းနဲ့ထဲတဲ့နော်အကြောင်းအရာတွေကိုအများကြီးစီစစ်ဖို့မလိုဘူးလားလိုရနော်ခေါင်းထဲကိုတန်ဖိုးရှိတာထည့်ဖို့လိုတယ်။အော်ဆိုကိုခေါင်းကကိုကိုစီမံမဲ့အရာပဲလေဒါတင်စားပြောတာပါဟုတ်လား။ဒါကြောင့်ခေါင်းဟာအမိုက်ပုံတပုံမဟုတ်ဘူးဆိုတာကိုနားလည်ဖို့မလိုဘူးလား။တန်ဖိုးရှိတာတွေကိုရွေးချယ်တယ်။ဘာလို့ဒါလေးကိုဦးဇင်းတို့ကပြောအောင်ဆိုတော့ဒီခေတ်မှာဘာတန်ဖိုးမှသိမရှိတဲ့သိကြတွေကဒီခေါင်းထဲကိုဝင်လာစရာအကြောင်းတွေအလွန်များတယ်။နော်ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ဒီလက်ဝါးလောက်ရှိတဲ့မှန်မြင်လေးတွေကနေပြီးတော့သိကြတွေကတစီတန်းကြီးဝင်နေတယ်။ဟုတ်တယ်မဟုတ်လားအချိန်မြန်ရမယ်ဆိုရင်သူဒါနဲ့ပဲအချိန်ကုန်နေတာပဲလေဟုတ်တယ်မဟုတ်လားဒီအင်တာနက်တို့ Facebook တို့ဆိုတာထဲမှာဘာတန်ဖိုးမှမရှိတာတွေကြီးပဲလို့ဆိုလိုတာတော့မဟုတ်ပါဘူးတန်ဖိုးရှိတာလေဒီလဲအထိုက်လျောက်တော့ရှိတာပါပဲပါတာပဲသို့တော့ခက်နေတာကကိုယ်စိတ်ကခက်နေတာနော်တန်ဖိုးရှိတာနဲ့မရှိတာနဲ့ရွေးချယ်ခွင့်ကြုံလာပြီဆိုရင်ဘာကိုပဲရွေးမိတာများလဲတန်ဖိုးမရှိတာပဲရွေးလိုက်တာများရနော်စကြောတွေတက်လာပြီးအမျက်ရှိတွေဝါလာပြီဆိုမှပဲပြီးသွားလားပထီရင်လဲကိုရင်ကုံမဘေးရင်လဲကိုရင်ကုံမဟုတ်လားနော်ဒါကြောင့်ပေးတဲ့တော့အများကြီးစဉ်းစားတယ်ကောင်းတယ်ဟုတ်လားဘုဒ္ဓဆိုတဲ့တချို့ကစွတ်ပြီးတော့ပြောနေလို့ဟုတ်လားတချို့ဘုဒ္ဓတွေကအာတန်ဖိုးမှမရှိဘူးတန်ဖိုးမရှိတဲ့ပြင်အန္တရာယ်တောင်ရှိတယ်နော်တချို့ကိစ္စတွေကမသိရင်ရှင်းတယ်မသိရင်အေးတယ်သိလိုက်ခါမှာစိတ်တွေညစ်ရတယ်စိတ်တွေပူရတယ်ခေါင်းတွေလျှော့ရတယ်အကုသိုလ်တွေဖြစ်ရတယ်ဒီတိုင်းကောင်းတာမဟုတ်ဘူးနော်သဘောပေါက်ရဲ့လားဒီတိုင်းကောင်းတာကတော့ဘုရားဟောတဲ့ဒေသနာပဲဒါကတော့ယာနှုံးကြီးအာမခံချက်ရှိတယ်ဟုတ်လားဘလောက်ထည့်ထားနော်ဒါဘယ်တော့မှဟောင်းသွားလို့လည်းမရှိဘူးအသုံးဝင်ဘူးလို့လည်းမရှိဘူးဒါကြောင့်ဦးဇင်းငယ်ငယ်တုန်းကဦးဇင်းတပည့်လေးတွေကိုပြောဦးတယ်သူတို့ကဒီအာကစားဂျာနယ်တွေဘာတွေဖတ်တယ်ဒီဘောလုံးပွဲတွေအကျန်းစိတ်ဝင်စားတာအဲ့ဒါတွေကအမြဲတမ်းခက်နောက်ကြနေတာတွေလို့ဒီနေ့ဒီသတင်းသိပြီးနောက်နေ့အဲ့ဒီသတင်းဘာတန်ဖိုးမှမရှိတော့ဘူးလို့ဟုတ်လားနောက်နေ့ရောက်ရင်ဘာမှမရှိတော့ဟိုနောက်နေ့ရောက်ရင်ဘယ်သူမှမသိတော့ဘူးလို့ဟုတ်လားဒီဘုရားဟောတဲ့ဒေသနာတွေဆိုဘယ်တော့မှခက်နောက်ကြတယ်လို့မရှိဘူးဒါတွေကိုလေ့လာလိုက်စားရတယ်လို့ငယ်တော့ပြောဘူးတာရှိတယ်ထားပါတော့လေဟုတ်လားအဲ့တော့ဦးဇင်းပြောချင်တာပါလေဒီတုတ္တဆိုတာဘုရားဟောဒေသနာတွေကိုသိမြင်နားလည်မှုများတာကိုဆိုလိုတာဆိုတာလေးကိုပြောတာနော်သူရှိရင်ရှိသလောက်ဘာဖြစ်မလဲအများကြီးချမ်းသာနိုင်တယ်နော်ဘဝရဲ့ပြဿနာအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်မလဲနောက်ဆုံးဘဝဒုက္ခလွတ်မြောက်ဘယ်လိုလုပ်မလဲထိမသွားနိုင်ဘူးလားသွားနိုင်တယ်နော်ဒါကြောင့်တုတ္တယရဏကိုတန်ဖိုးထားပြီးတော့ပိုင်ဆိုင်မှုရှိအောင်ပိုင်ဆိုင်ပြီးတော့ချမ်းသာတဲ့လူတစ်ယောက်ဖြစ်အောင်လုပ်နိုင်မှုမလိုဘူးလားလုပ်နေနော်ဒါလူလက်ပိုင်းလူငယ်ပိုင်းကိုရည်ရွယ်တယ်ဆိုတာဒါတွေကိုအဓိကပြောခြင်းလို့ဟုတ်လားဒါကြောင့်တတ္တာသီလဟိတိဥဒ္ဒပတုတ္တအားခုရှိတာနော်နောက်စာကားတဲ့စာကားကိုလည်းပဲအဓိပ္ပာယ်ကိုပေးသလိုနားလဲပါတယ်ပေကံစွန့်ကြဲလှူဒန်းခြင်းနောက်ဒါနနဲ့နော်အတူတူမှတ်ပြီးတော့နားလည်ထားကြတယ်မလွဲပါဘူးမှန်ပါတယ်ဟုတ်လားသို့တော့ဒါနရဲ့အဓိပ္ပာယ်ထဲစာကားရဲ့အဓိပ္ပာယ်ကပို့ပြီးတော့ကျပြန့်တယ်စာကားကိုဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်စွန့်လွတ်ခြင်းလို့ဒီလိုဘာသာပြန်ရတယ်စွန့်လွတ်တယ်ဆိုတာနေဘယ်ကအကျယ်ကြီးနော်ပေကံစွန့်ကြဲလှူဒန်းတာလောက်နဲ့မကဘူးသူကဟုတ်လားပိုင်ဆိုင်မှုကိုစွန့်လွတ်တယ်နော်ပြီးတော့ဦးဇင်းတို့ရယူခွင့်အခွင့်အရေးကိုစွန့်လွတ်တာလည်းရှိတယ်အမြင့်မားဆုံးစွန့်လွတ်မှုကဘာလဲဆိုတော့ကိလေသာကိုစွန့်လွတ်တာဘဝခန္ဓာရဲ့ပုံမှာအမြင့်မှန်အောင်ရအောင်ကြိုးစားပြီးတော့ဘဝခန္ဓာရဲ့ပုံမှာဖြစ်ပေါ်နေတဲ့လွယ်မှားမှုနော်ဆွဲမဲ့မှုနော်ဒီလိုမျိုးကိလေသာတရားတွေကိုစွန့်နိုင်လွှတ်နိုင်မယ်ဆိုရင်ဒါအမြင့်မားဆုံးပါလေစာကားစာကားရဲ့အဓိပ္ပာယ်ကိုကြည်ကြည်ပြည့်ပြည့်နားလည်ဖို့လိုတယ်နော်အဲ့တော့ဒီနေရာမှာနားလည်ရမှာကဒီစွန့်လွတ်မှုစာကားဟာဘာကြောင့်သူ့ကိုချမ်းသာခြင်းရဲ့အကြောင်းတရားလို့ဟောရတယ်လေတန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းလို့ဟောရလေနော်စာကြောင်းလေးတစ်ကြောင်းရှိတယ်တချို့နှုတ်ထဲမှာရှိကောင်းရှိမယ်တစစွန့်ဝင်မှလင်ဘဝနောင်နှောင်းဆက်တိုင်းကောင်း၏တဲ့နော်ဆရာကြီးဥရွှေအောင်ရဲ့နော်ဗုဒ္ဓသို့မဟုတ်လောကသားတို့၏အနိုင်မဲ့ကျေးဇူးရှင်ဆိုစာအုပ်ကြီးရှိရနော်ဒီကစာအုပ်ကလည်းမဖတ်ကြတော့ပါဘူးပြောတာဟုတ်လားနော်ဟိုလည်းမဖတ်ဘူးစာအုပ်လေးလင်းကတောင်တော့မြင်ရရတယ်ဆိုရင်တော်တော်ရရတယ်ပြောနေတာဟုတ်လားနော်ဗမာပြည်မှာလူကြီးတန်း60တန်း90ကျော်ရှိရလို့ပြောတယ်နော်စာအုပ်9000 6000လောက်မြန်ထုတ်ရတယ်ဆိုရင်ဒီစာရေးဆရာတော်တော်နာမည်ကြီးတဲ့စာရေးဆရာပေါ့နော်တော်တော်ရေတရားကောင်းတယ်နော်လူရေတွင်းတဲ့စာအုပ်နဲ့ဟာလေဟုတ်လားစာအုပ်ကသိပြီးတော့မဖတ်ကြအောင်အဲ့တော့ဘာပြောချင်တာတော့ပြောချင်တာကတစစွန့်ဝဲမှလည်းဘဝနောင်နောင်ဆက်တိုင်းကောင်း၏တဲ့ဘာပဲဖြစ်ဖြစ်စွန့်နိုင်ရင်စွန့်နိုင်တယ်လို့ချမ်းသာတယ်ဆိုတာလေးကိုပြောတာနောက်ဦးဇင်းတို့ဒီအကြောင်းအရာလေးကိုပြောတဲ့အခါမှာကာမဇတ်တော်ဆိုတာရှိတယ်နော်အဲ့ဒီထဲမှာမြတ်စွာဘုရားအလောင်းတော်ကအရှင်မကြီးတစ်ပါးကိုတရားဟောတာပိဿတို့ဒီဇတ်တော်ကိုကြားဦးမှာဘုရင်ကြီးကအရန်လောဘကြီးတဲ့ဘုရင်ကြီးလေအရန်လောဘကြီးလို့တ
တရားမင်းကတိုင်းပြည်ကြီးသုံးခုအလွယ်ကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတော့ရယူနိုင်ကြရှိတယ်လို့လူလင်ပြိုလေးဟန်ဆောင်ပြီးတော့လာပြောတာဒါသူကသဘောတည်းကြားပြီးတော့အဲ့ဒီတိုင်းပြည်ကိုတိုက်ခိုက်သိမ့်ပိုက်မယ်ပေါ့အဲ့ဒီလူလင်လေးကိုတော့အခန့်ဖို့အမှတ်မရဘူးအဲ့ဒီတိုင်းပြည်တွေကဘယ်မှာရှိတာလဲလို့လည်းမမေးလိုက်ရဘူးဟုတ်လားအဲ့ဒါတိုင်းပြည်ကိုတိုက်ခိုက်သိမ့်ပိုက်မယ်ဆိုတော့သူ့ရဲ့စေတေနာပတိတွေခေါ်ပြီးတော့အမိန်ပေးတယ်အဲ့တော့စေတေနာပတိတွေကဘယ်သွားပြီးတော့တိုက်ခိုက်မလဲဘယ်တိုင်းပြည်လဲဆိုတော့သူမသိဘူးအဲ့ဒါနဲ့ခုနလူလင်လေးတယောက်ကလာပြီးတော့ငါ့ကိုပြောတာအဲ့ဒီလူလင်လေးလိုက်ရှာကြဆိုလူလင်ကမရှိတော့ဘူးတာဝရိနာနဲ့ပြည်ပြန်ရောက်သွားပြီအဲ့ဒီမှာဒုက္ခကောင်းအောင်တွေ့တော့တာသူကငါလိုအချက်ရှိလို့ဒီအခွင့်အရေးကြီးဆုံးရှုံးသွားတာဆိုကြိတ်မနိုင်ခဲမရစာမွန်အင်ပြိုတွေဖြစ်တော့တာပဲအဲ့ဒီဘင်ကြီးကဟုတ်လားအဲ့နောက်တစ်ပါးဖြစ်တော့ဆိုတော့ဒီနှလုံးကအယံပူလောင်လုံးတဲ့အခါဆင်းရဲလုံးတဲ့အခါကျတော့နော်သွေးဝမ်းသွားတာပေါ့နော်အဲ့မှာလူကမသေးပဲနဲ့မသေးမရှင်ဖြစ်နေနော်သွေးဝမ်းသွားပြီးတော့ပိန်ချောက်တယ်စိတ်ကူလို့လည်းမရအဲ့ဒါတက္ကသိုလ်ပြည်ကပြန်လာတဲ့ဘုရားလောင်းကသူ့ရဲ့ဘယင်ကြီးဒီလိုဖြစ်တယ်ကြတော့စိတ်ကူမယ်ဆိုပြီးတော့ရောက်လာတာအဲ့မှာသူ့ကိုဘာလို့ဒီယောဂဖြစ်တာတုံးလို့မေးတယ်သူကမပြောဘူးရှစ်လို့ယောဂရဲ့အကြောင်းတရားကိုမသိရင်ကုလို့မရဘူးဒါကြောင့်ပြောပါဆိုတော့မှနှစ်ကိုရသူလောဘကြီးလို့ဖြစ်ရတယ်ဆိုတော့သူအဲ့ဒါတော့နားလေတယ်ဘလို့ကုစားမလဲတော့သူမသိတာဟုတ်လားအဲ့ဒါနဲ့အဲ့ဒီကျောင်းသားလေးကဘုရားလုံးကသူ့ကိုတရားဟောတာမင်းကြီးတဲ့လေးပြည်တော်ကြီးရလို့ပြတ်သက်ကြီး၄ခုပေါ်မှာတပြိုင်တည်းနေမှာလားတဲ့ဟဲ့သူအဲ့လိုမေးတာနော်ဂရင်၄ခုရှိလို့ဂရင်၄ခုကိုတခါတည်းတပြိုင်တည်းအိတ်မှာလားတဲ့ဝတ်စား၄စုံကို၄စုံလုံးထပ်ပြီးတော့တခါတည်းဝတ်မှာလားတဲ့စားတော့ပွဲ၄ခုကြီးကိုတခါတည်းကိုယ်အောင်စားပက်မှာလားတဲ့အရင်စဉ်းစားရကောင်နော်ဒီစကားတွေကဟုတ်လားဘလောက်ပဲပိုင်ဆိုင်တကယ်ခံစားရတာပါလေတကူကြီးတကားစားတကူရစားပါပဲဒါပါပဲဟုတ်တယ်မဟုတ်လားအဲ့လိုသူစပြီးတော့ပြောလာလောဘနေအောင်ပြောလာတယ်နောက်ဆုံးဥမာလေးတစ်ခုသူပေးတယ်မင်းကြီးတဲ့ဖဏတ်ချုပ်တဲ့လူတွေဟာနော်သေပြားပေါ်မှာနော်ဖဏတ်ပုံတိုင်းလေးချပြီးတော့အဲ့ဒါကိုခဲလေးနဲ့တားပြီးရင်ကကြီးလေးနဲ့ဓာတ်ထက်လေးနဲ့လှီးထုတ်ပလိုက်တယ်တဲကြိုးတက်မဲ့နေရာလေးနဲ့အပေါက်လေးဖောက်ပြီးတော့လှီးပြီးတော့ပြစ်လိုက်တယ်မလိုအပ်တဲ့အရာကိုဖဲပစ်လိုက်မှအသုံးတဲ့တာလေးကြံမယ်ပေါ့နော်အဲ့ဒါဆိုလိုတာကတော့ဘာလဲမလိုတာတွေကိုအရင်ဖဲပစ်လိုက်ဖဲပြရင်ဖဲပြတဲ့လောက်ချမ်းသာတယ်ကောင်းတယ်လို့တော်ဒါကိုဥမာပေးတာသူ့ရဲ့အဆုံးအမလေးကနော်ဒီကနေ့ခေတ်လူတွေအတွက်ပို့ပြီးတော့အဝင်ဝင်ရရှိနိုင်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝမှာတကယ်လိုအပ်တာမလိုအပ်တာကိုခွဲခြားဝေဖန်ပြီးတော့နားမလည်နိုင်တဲ့နော်မောဟနဲ့ပူးပြီးတော့ဖြစ်နေတဲ့လောဘကနှိမ့်ဆက်လို့လူတွေအများကြီးဆင်းရဲနေတာရှိတယ်ဘာတကယ်လိုအပ်တယ်ဘာတကယ်မလိုအပ်ဘူးလို့တချို့ကသိမသိဘူးမသိတဲ့အခါကျတော့မလိုအပ်တာတွေကိုလည်းလိုအပ်တယ်လို့ပဲထင်ပြီးတော့အကုန်လိုက်ရှာတယ်ပြီးတော့မှအဲ့ဒါတွေကဘာမှတကယ်လိုအပ်တဲ့အရာမဟုတ်တဲ့အရာတွေဖြစ်နေတယ်အဲ့တော့အများကြီးပင်ပန်းနေတယ်ပေါ့နော်သူ့မှာဝန်လို့အမိုးကြီးဖြစ်နေတယ်တကယ်လို့သာမလိုအပ်တာတွေကိုရှော့ချပြစ်မယ်ဖဲပြစ်နိုင်မယ်ဆိုအများကြီးမပေါ့ပါနိုင်ဘူးလားပေါ့ပါနိုင်တယ်တခါကြီးတွေကဦးဇင်းကို shopping center တွေကဗာလေလိုက်ပို့ရှောက်ကြည့်တယ်မြင်တာတော့သိအသုံးမတည့်တာတွေပဲများပါတယ်ဟုတ်တယ်ဟုတ်လားဈေးထဲမှာရှိတာတွေကသိပြီးတော့မလိုအပ်တာတွေပဲများတယ်လို့ထင်ပါတယ်ဟုတ်လားအစ်လားပို့တယ်တကယ်သုံးလို့ရတာမရှိမဖြစ်သုံးရမယ့်အရာကသိပြီးတော့မရှိဘူးအိမ်မှာလည်းဒါရှိနေရပဲတချို့နော်ဒီတိုင်းဒါဆိုရင်လည်းလှီးလို့ရတယ်တော့ပုံစံလေးနဲ့မှဆိုရင်ဝယ်လိုက်ပြန်ရောဟုတ်လားအာရှိရဲ့ကိုယ်အိမ်မှာရှိပြီးသားဒါပြည့်ဒါလေးကဘလို့လေးနည်းနည်းလေးလိုရမဝယ်လည်းဖြစ်တယ်နော်ဒါပေမဲ့ဝယ်လိုက်ပြန်ရောဘာဖြစ်တော့ဆင်းရဲတာပေါ့ဟုတ်တယ်မဟုတ်လားဒါတည်းပြောရရင်ဆုံးပါဘူးလေဟုတ်လားအဲ့တော့ဘယ်ကနေထွက်သွားအောင်ဒီစကားကစာကဟုတ်လားစွန့်နိုင်ရင်စွန့်နိုင်လောက်ချမ်းသာတယ်လို့ပြောတာခုတကယ်မှဦးဇင်းတို့ကအဲ့လိုမထင်ဘူးနော်စွန့်နိုင်ရင်စွန့်နိုင်လောက်ချမ်းသာဟုတ်လားအများကြီးသိမ့်ထားနိုင်တော့ကောင်းမလို့ထင်တာဘုရားဟောတာကစွန့်နိုင်လေကောင်းလေလို့ပြောတာကိုကရလေကောင်းလေလို့ထင်တာပြီးမှအဲ့ဒီရတာကြီးကကိုယ်ဒုက္ခပေးနေတာနော်ရှုမင်တော့ဆိုတော့ကြီးပြောတာရှိတယ်စကားတွေစက်မိဆက်တာပြောတာလည်းကောင်းတယ်ဟုတ်လားဆရာတော်ကြီးကဘာပြောတော့ဆိုတော့စင်းနေစားသားတဲ့လောက်ကြအောင်တော့တဲ့လူကျင်တာတွေရကမှဆင်းရဲနေအောင်မေးတယ်ဟာအဲ့လိုပြောတာနော်ရုပ်တရက်တော့နားမလည်နိုင်ကြပဲစင်းနေစားသားတဲ့လောက်ကြအောင်တော့တဲ့လူကျင်တာတွေရကကြမှဆင်းရဲနေအောင်မေးတယ်ဟုတ်တယ်တော်တော်များများဆင်းရဲကလူကျင်တာတွေရမှစားတာနော်တေချာစဉ်းစားတော့ဒီစကားတေချာစဉ်းစားတော့လူကျင်တာရပြီဆိုမှဒုက္ခကစတော့တာအဲ့ဒီကြားတော့မှဟုတ်လားအခုကိုယ့်ရဲ့ဒုက္ခတွေကိုယ့်ကိုစဉ်းစားကြည့်ပေါ့ဘယ်တော့မှစအောင်လူကျင်တာတွေရကြတဲ့အခါစတာပဲဟုတ်တယ်မဟုတ်လားစဉ်းစားတော့ဒါကိုလေးလေးနက်နက်ဦးဇင်းတို့ပြောလို့လည်းရတယ်ဆိုကြပါစို့ဒီဘဝကြီးဘာလို့ရရလဲလူကျင်လို့ရတာပဲလေရတဲ့အခါဒုက္ခရောက်တော့တာပဲဒါဇာတိဆိုတာနော်ဇာတိကစလိုက်တာလေဒီဘဝဒုက္ခတွေကဇာတိကဘယ်ကစတော့
နော်တဏှာပေါ့နော်ဘဝိကဟုတ်တယ်မဟုတ်လားလူကျင်တာဆတာပဲလေနော်ဒီစကားပေါ့ပေါ့မတွေးနဲ့နော်အများကြီးတွေးကြည့်ဟုတ်လားဒါကြောင့်လူတွေကလူကျင်တာမရတော့မရလို့ဒုက္ခရောက်တယ်လို့ထင်တာရတော့ကောင်းသလားလို့ဆိုရင်ရတော့လည်းပဲဒုက္ခတွေကြီးများတယ်ဟုတ်တယ်မဟုတ်လားအများကြီးစဉ်းစားရကောင်းတယ်ဒါကြောင့်စာကရဲ့တန်ဖို့အများကြီးတွေးကြည့်သင့်တယ်နော်သူ့ကိုလည်းပဲတန်ဖို့ရှိတဲ့ဥစ္စာပစ္စည်းလို့ဟောထားတယ်ဒါမမေ့နဲ့နော်ဘယ်နှမျိုးရှိသွားတယ်တော့6မျိုးရှိသွားတယ်နော်တရားတဏှာကြီးပြီးတော့မယ်ဟုတ်လားအဲ့တော့နောက်ဆုံးခုနှစ်ခုမြောက်ဥစ္စာပစ္စည်းကဘာလဲတော့ပညာတဲ့ပညာရဲ့အကြောင်းကတော့နေ့တိုင်းလို့ပြောဖြစ်တယ်ပေါ့နော်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှတ်မှန်ကန်ကန်သိမြင်နားလည်တဲ့သဘောကိုပညာဟုတ်ရဲ့လားပုဂ္ဂိုလ်တ attva သဘောမဟုတ်ဖောက်ပြန်တဲ့ရုပ်အရှုနဲ့နော်နာအရှုကြီး၄ခုဖြစ်ပေါ်ပြောင်းလဲနေတဲ့အကြောင်းအကျိုးသဘာဝတရားဒီလိုသိမြင်နားလည်တာဒါပါလေပညာဒီအကြောင်းဒီကျိုးဒီရုပ်ဒီနာဒီသဘာဝတရားတွေဟာအနိစ္စဒုက္ခအနတ္တသဘာဝတရားများတာဖြစ်တယ်လို့သိမြင်နားလည်ရင်ဒါပါလေပညာနောက်ဆုံးဒီဝိပဿနာပညာကိုရင်းကျင်းအောင်ပွားများလို့သစ္စာ၄ပါးကိုသိတဲ့အဆင့်ထိရောက်အောင်ဉာဏ်ပညာမြင့်မားမယ်မဲ့ဉာဏ်ပူဉာဏ်ရမယ်ဆိုရင်အဲ့ဒါပါလေအမြင့်မားဆုံးပညာအဲ့ဒီပညာရပြီဆိုရင်တော့တောက်လျှောက်ကိုသူဟာချမ်းသာတော့တာပဲသဘောပေါက်ရဲ့လားဒါကြောင့်ပညာကိုတန်ဖိုးအကြီးမားဆုံးသောဥစ္စာပစ္စည်းလို့နားလည်ရမယ်ဥစ္စာပစ္စည်း9မျိုးထဲမှာသူဟာအထွတ်ထိပ်ပဲဒီနေရာမှာဘာကြောင့်ပညာကိုတန်ဖိုးအကြီးမားဆုံးသောဥစ္စာပစ္စည်းလို့ပြောရလဲဆိုရင်တစ်ချက်တွေးမိတာလေးပြောမယ်နော်သူတကယ်မြင်မားရင်မြင်မားသလောက်သူရှိကပြောခဲ့တဲ့ဥစ္စာပစ္စည်း6မျိုးဟာအလိုလိုပြည့်စုံသူရဲ့အစွမ်းဟုတ်လားဆိုရပါစို့တရားဓမ္မတို့အရှင်တို့တွေကတကယ်လို့များသစ္စာ၄ပါးကိုသိအောင်သောတပတ္တိမဲ့ဉာဏ်ပူဉာဏ်ကိုရအောင်အထုတ်နိုင်မယ်ဆိုရင်လေအဲ့ဒီပုဂ္ဂိုလ်ရဲ့ယုံကြည်မှုတတ္တတရားတုံ့လုံးမှုရှိဦးမလားခိုင်မြဲသွားပြီအခုတရားဓမ္မတို့အရှင်တို့ရဲ့တရားတရားမခိုင်မြဲသေးဘူးဘာလို့မခိုင်မြဲတာတော့သူခိုင်မြဲလောက်အောင်သိတဲ့ဉာဏ်ပညာမရှိသေးလို့ဟုတ်လားပညာမြင့်ရင်မြင့်တော့ကျန်တဲ့ဥစ္စာပစ္စည်းတွေမြင့်လာတယ်ဆိုတာပြောတာနော်သောတပတ္တိမဲ့ဉာဏ်ပူဉာဏ်သာရကြည့်အဲ့ဒီပုဂ္ဂိုလ်ရဲ့သီလယုံမတန်တရားဖြစ်เสียအကြောင်းမရှိတော့ဘူးလုံးဝဖြူရှင်တန်ရှင်းသွားပြီ၅ပါးသီလအခုတရားဓမ္မတို့ဦးဇင်းတို့ရဲ့သီလဟာအာမခံချက်မရှိသေးဘူးဖောက်เสียတွင်ဖောက်အောင်ပါမဖောက်သေးဘူးဆိုတာမဖောက်သေးလို့ဟုတ်ရဲ့လားအဲ့လိုမျိုးအာမခံချက်မရှိတာဘာကြောင့်လဲလို့မေးရင်အဲ့ဒီအာမခံချက်ရှိလောက်ပညာမမြင့်သေးလို့တွေးကြည့်နော်အဲ့လိုပဲပညာမြင့်ရင်မြင့်တော့ဟိရိဩတ္တပဘလောက်အားကောင်းလာမလဲနော်တရားနဲ့ပတ်သက်ပြီးတော့အခြားအမြင်တွေအသိအမြင်တွေဘလောက်များလာမလဲသုတ္တစွန့်လွတ်နိုင်မှုတွေဘလောက်များလာမလဲအသိနိုင်မို့လားသိနိုင်နော်ဒါကြောင့်ဥစ္စာပစ္စည်း9မျိုးထဲမှာဘယ်ရာကအဓိကလဲပညာအဓိကဟုတ်လားသူရှိမှတကယ်ချမ်းသာမှာဒါကြောင့်သူ့ကိုရအောင်ကြိုးစားမှာခုတရားတွေနားတယ်တရားတွေအားထုတ်ဖို့တရားဘက်ကိုစိတ်ဝင်စားတယ်လေးနဲ့တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုတာဒါပါလေပညာရဖို့ပဲတကယ်ကဟုတ်လားဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်တို့ဥစ္စာပစ္စည်းဘယ်နှမျိုးလဲ9မျိုးဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်သူကိုတကယ်ချမ်းသာတဲ့လူမပိုင်ရင်တော့တကယ်ချမ်းသာမှုမရှိသေးတဲ့လူလို့ဒီလိုမြတ်စွာဘုရားဟောပါတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဘဝမှာချမ်းသာခြင်းကြတဲ့လူတွေကြီးပါပဲဆင်းရဲခြင်းကြတဲ့လူဘယ်သူမှမရှိပါဘူးနော်ဒါကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်အလေးအနက်ချမ်းသာတဲ့တကယ်မြင်မာတဲ့ချမ်းသာမှုကိုရအောင်ကြိုးစားနိုင်မှုမလိုဘူးလားအဲ့လိုချမ်းသာမျိုးမျိုးကိုရခြင်းနဲ့ဆိုရင်အခုပြောခဲ့တဲ့ဥစ္စာပစ္စည်း9မျိုးနဲ့ပြည့်စုံအောင်ကြိုးစားရမယ်ပေါ့နော်တတ္တသီလဟိရိဩတ္တပသုဒ္ဓစာကပညာဒါဥက္ခအမတ်ကြီးကိုမြတ်စွာဘုရားဟောပြတဲ့တရားဂါထာလေးတွေကိုအသေးစိတ်အရင်ပြောပြတာနော်ပဂရိဥစ္စာပစ္စည်းတွေကိုဥစ္စာပစ္စည်းတွေမဟုတ်ပါဘူးလို့မဆိုလိုပါဘူးသို့တော့အဲ့ဒါတွေကပစ္စည်းချင်းကြရင်ပစ္စည်းသွားမှာနော်ဒီဥစ္စာပစ္စည်း9မျိုးကသာလျှင်တကယ်စစ်မှန်တဲ့ချမ်းသာကိုဖြစ်စေတဲ့အတွက်ကြောင့်ဒီဥစ္စာပစ္စည်း9မျိုးကိုပိုင်ဆိုင်သူကိုသာလျှင်တကယ်ချမ်းသာတဲ့လူလို့မြတ်စွာဘုရားဆိုလိုတာနော်ဒါကြောင့်ပိဋကပေါင်းတော်တော်တို့တကယ်ချမ်းသာတဲ့လူဖြစ်အောင်ကြိုးစားနိုင်ဖို့မလိုဘူးလားလိုပါတယ်အဲ့ဒါတက္ကကြီးတွေတက္ကမကြီးတွေအသက်ကြီးတဲ့လူတွေအတွက်နာကုလပိတာသုတ်တံဟုတ်လားအရွယ်လက်ပိုင်းငယ်ရွယ်တဲ့လူတွေအတွက်ဥက္ကသုတ်တံဆိုတော့ဒါဦးဇင်းတရားဒေသနာနှစ်ပုဒ်ပြောပါတယ်နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့ပြုလို့အထောက်ကြရတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဉ္ဇဉ်ပူညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝေဟစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း